ရသော်ဘုရားရဲ့ဂုဏ်တော်တွေကိုမိမိရဲ့စိတ်နှလုံးထဲမှာလွှမ်းထုံထားခြင်းကြောင့်ရရှိလာတဲ့ကုသိုလ်ကောင်းမှုဟာအလွန်ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုလို့ဒီလိုဆိုတယ်။ဘာလို့ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုလို့ဆိုရတယ်လဲလို့ဆိုရင်လောကမှာကိုကျင့်သီလအားဖြင့်လည်းမြတ်စွာဘုရားတဲ့တူတဲ့ပုဂ္ဂိုလ်မရှိဘူးတာတဲ့ပုဂ္ဂိုလ်ဆိုတာဝေးရောပေါ့နော်တမာတိစွမ်းအားဖြင့်လည်းတူသူမရှိတာတဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိနဲ့ပညာအားဖြင့်လည်းပဲတူသူမရှိတာတဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိနိုင်ဘူးလို့အဲ့ဒါလို့သီလသမာဓိပညာလို့ဆိုရယ်ဂုဏ်အရည်ချင်းတွေတာလွန်တခြားဘာသာတွေကိုးကွယ်ကြတဲ့ဘုရားသခင်ဆိုတာနဲ့စဉ်းကျင်စဉ်းစားကြည့်ဘုရားရဲ့ဂုဏ်ကြီးတွေဟာလူသားဆန်ဆန်လူထဲမှာအကျင့်သီလတို့တမာတိတို့ပညာတို့လို့ဆိုတဲ့လူတွေမှာရရှိနိုင်တဲ့ဂုဏ်အရည်ချင်းတွေကထူးခြားတဲ့ဂုဏ်အရည်ချင်းတွေနဲ့ပြည့်စုံတဲ့သူတော်စင်ပုဂ္ဂိုလ်မြတ်ကိုဒီလိုဆိုလိုတာပေါ့နော်အစွမ်းတကူကြီးလို့လူတွေကကိုးကွယ်ရတဲ့အရာမျိုးမဟုတ်ဘူးဒီလိုပြောလိုက်တော့ဘုရားဟာတကူမကြီးဘူးလို့ဒီလိုပြောတာမဟုတ်အစွမ်းတကူဆိုဒီမှာအမျိုးစုံရှိတယ်လူတွေနားလည်နေတဲ့အစွမ်းတကူဆိုတာအရာရာဖန်ဆင်းနိုင်တယ်တို့အရာရာလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အစွမ်းတကူတစ်မျိုးကိုပဲလူတွေကအစွမ်းတကူလို့သတ်မှတ်နေကြတာစာပေကျမ်းကမှာအစွမ်းတကူတွေမျိုးမျိုးရှိတယ်ငှက်တွေကောင်းကင်ပြန်တယ်ဆိုတာကမ္မစိတ်တိလို့ခေါ်တယ်သူကံကပေးတဲ့အစွမ်းတကူလို့ပြောတယ်ရှည်ထဲမှာငါးတွေကူးနိုင်တာလည်းပဲသူတို့ရဲ့ကမ္မစိတ်တိဆိုတဲ့အစွမ်းတကူပဲလူတွေကငှက်လို့ကောင်းကင်မပြန်နိုင်ဘူးငါးလို့လည်းရေထဲဆင်းပြီးတော့မကူးနိုင်ကြဘူးသို့တော့လူတွေမှာအစွမ်းတကူမရှိဘူးလားလို့ဆိုတော့လူတွေရတဲ့အစွမ်းတကူကဘာတော့ဆိုရင်တင်စားပြီးပြောတဲ့စကားအုံနှောက်ပေါ့လူတွေကတိရစ္ဆာန်လောကကြီးနဲ့ကမ္ဘာလောကကြီးကိုချုပ်ကင်နိုင်လောက်အောင်စွန့်ရည်တတ္တိမြင့်မားတာတော့လူတွေရဲ့အသိဉာဏ်လို့ဆိုတဲ့အုံနှောက်ပဲဖြစ်တယ်ဘယ်ပုဂ္ဂိုလ်မှလောကမှာရှိတဲ့သက်ရှိတ attva တွေဟာလူသားကိုမရှင်းနိုင်ကြဘူးမရှင်းနိုင်သည့်အတွက်ကြောင့်လူသားတွေဟာအကြံဉာဏ်နေစွန့်ရည်တတ္တိတွေအလွန်ကောင်းသည့်အတွက်ကြောင့်ရေထဲမှာပုန်းခိုနေတဲ့ငါးတွေကိုလည်းဖမ်းနိုင်တယ်မြေကြီးထဲကတ attva တွေကိုလည်းဖမ်းယူနိုင်တယ်ကောင်းကင်ပြန်တဲ့တ attva တွေကိုလည်းဖမ်းယူနိုင်တယ်အင်တမအင်အားကောင်းတဲ့ဆင်ကြီးတွေကိုလည်းပဲလေ့ကျင့်သင်ကြားပြီးတော့မိမိအတွက်ယင်ဖြစ်သုံးချတယ်အခိုင်းစေဖြစ်သုံးချတယ်အင်တအပြေးမြန်တဲ့တ attva တွေတုပြီးတော့ကိုမပြေးနိုင်ပေမဲ့လို့အဲ့ဒီပြေးနိုင်တဲ့တ attva တွေမြင်းတို့လိုအကောင်တွေကိုလည်းလူတွေကနေပြီးတော့အသုံးချနိုင်တယ်ဆိုတာကိုယ့်ရဲ့အင်အားကြီးတဲ့တ attva ကြီးတွေကိုချုပ်ကင်ပြီးတော့ကိုယ့်လိုဘအတိုင်းဆောင်ရွက်စေနိုင်တယ်ဆိုတဲ့အသိဉာဏ်စွမ်းရည်တတ္တိအုံနှောက်ဟာလောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ပေါ့အေးမြတ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မှာလည်းဒီလိုစွမ်းရည်တတ္တိတွေရှိတာအဲ့ဒီလိုစွမ်းတကူကိုပြောတာကဘာကြီးကိုဖန်ဆင်းတာတို့နော်တရားတွေကိုဖန်ဆင်းတာတို့လူသားတွေကိုဖန်ဆင်းတာတို့အကောင်းအကျိုးလူတွေရဲ့အကောင်းအဆိုးဒါတွေကိုဖန်ဆင်းတာတို့ဆိုတဲ့အစွမ်းတကူမျိုးတွေကိုပြောတာမဟုတ်ဘူးတကယ်တော့လေကဘာကြီးကိုဖန်ဆင်းတယ်ဆိုတာလူတွေရဲ့ယုံကြည်မှုတသက်မြတာဖြစ်တယ်ဖန်ဆင်းတယ်ဆိုတဲ့အရေးအယောင်ဟာလောကနဲ့တည်တည်ချာချာစဉ်းစားတွေးခေါ်တတ်သူပုဂ္ဂိုလ်တွေဟာဖန်ဆင်းတယ်ဆိုတာကိုဘလို့မှလက်ခံနိုင်စရာမရှိဘူးဖန်ဆင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တူတယောက်ဟာလောကမှာဒီပြညာမပြောနဲ့လိပ်ပြာတစ်မျိုးတည်းပဲဖန်ဆင်းမယ်ဆိုရင်ဘလောက်အလုံးရှုံမလဲစဉ်းစားကြည့်ဒီဇိုင်းမျိုးမျိုးနဲ့အတောင်မှာဒီတစ်ကောင်နဲ့ပဲဖန်ဆင်းတခြားကောင်တွေမဖန်ဆင်းနိုင်ဘူးအဲ့တော့ဖန်ဆင်းရမယ်ဆိုတဲ့
စွမ်းရည်တတ္တိဟာအင်တန်မှခက်ခဲတယ်လူသားတွေတောင်မှဖန်ဆင်းလိုက်ပြီဆိုတဲ့လူသားတွေဟာတညီတည်းဖြစ်လာတာလားဆိုတညီတည်းမဟုတ်ဘူးအသိဉာဏ်ရှိကြသူဖြစ်တော့လည်းပဲလူသားတွေဟာတချို့ကယုံလာတယ်တချို့ကယုံမလာဘူးတချို့ကအသက်ရှည်တယ်တချို့ကအသက်မရှည်ဘူးတချို့ကပညာတတ်တယ်တချို့ကပညာမတတ်ဘူးအဲ့ဒါလို့စူကြုံနှိမ့်မြင့်မတူညီတဲ့သဘာဝတရားတွေဟာဘာဖြစ်လို့ဖြစ်ပေါ်နေရတာလဲဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုလို့ရှိရင်ပကြီးဆရာတယောက်ကရေးတဲ့ရုပ်ပုံတစ်ခုဟာအလုံးဟာတူညီတဲ့သဘောဖြစ်ရမှာပေါ့သူဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖန်ဆင်းမှုတွေဟာအလုံးတညီတဲ့ဖြစ်နေတာပေါ့သို့တော့ဖန်ဆင်းရှင်ကိုကိုးကွယ်တဲ့လူလဲအိုခြင်းနာခြင်းသိခြင်းနဲ့ဒုက္ခပေးတာမကိုးကွယ်တဲ့လူလဲအိုခြင်းနာခြင်းသိခြင်းရှိတာပဲစဉ်းစားကြည့်ပဲဆိုလို့ရှိရင်ဖန်ဆင်းရှင်ကသူကသဘောတူကျေနပ်လို့ဖန်ဆင်းခံရတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုကိုးကွယ်တယ်ဆိုရင်အေးဒီလူကတော့ငါလူပဲအသက်ပိုရှည်အောင်ဖန်ဆင်းပေးမယ်စီးပွားဥစ္စာတွေတိုးတက်အောင်ဖန်ဆင်းပေးမယ်ပညာတွေပိုတက်လာအောင်ရုပ်ဆင်းတွေပိုလှလာအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်သူ့မှာမရှိဘူးရှိရင်ကွဲပြားခြားနာရမှာပေါ့နော်ကွဲပြားခြားနာမှုရှိအောင်မကိုးကွယ်တဲ့လူလဲဒါပဲကိုးကွယ်တဲ့လူလဲဒါပဲလို့ဆိုရင်ဒါသူဖန်ဆင်းတာမဟုတ်ဘူးဆိုတာအမှန်တမ်းထင်ရှားဒါကြောင့်မို့ဖန်ဆင်းရှင်ဆိုတဲ့အစွမ်းတကူမျိုးနဲ့ပတ်သက်ပြီးတော့ဒီဗုဒ္ဓပေါ်မှာကြည့်เสียမလိုဘူးဘာနဲ့ကြည့်ရမလဲဆို human dignity ဆိုတဲ့ဂုဏ်သိက္ခာနဲ့ပဲကြည့်ရလူသားတွေရရှိနိုင်တဲ့ဂုဏ်သိက္ခာအရေးချင်းတွေဟာလူရဲ့တန်ဖိုးပဲအဲ့ဒီတန်ဖိုးတွေထဲမှာကိုကျင့်သီလကောင်းတာလဲတန်ဖိုးတစ်ခုပဲတည်ငြိမ်တဲ့သမာဓိစွမ်းအားရှိတာလဲတန်ဖိုးတစ်ခုပဲအသိပညာထက်မြက်တာလဲတန်ဖိုးတစ်ခုပဲလူလောကလူတွေဟာလဲဒီဂုဏ်သိက္ခာရှိအောင်ဆိုတာဘာတွေလုပ်ရတာတော့ဆိုကိုကျင့်တရားကောင်းအောင်လုပ်ရတယ်ပညာတတ်အောင်လုပ်ရတယ်ဒီနှစ်ခုဟာအရေးကြီးတဲ့အရာနှစ်ခုပဲဖြစ်တယ်အဲ့ဒီထဲမှာပညာလို့ဆိုတဲ့အရာဟာသီလရှိပြီးတဲ့နောက်သမာဓိရှိပြီးတဲ့နောက်ပညာဆိုတဲ့အရာဟာအစွမ်းထက်ဆုံးပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူလောကမှာပညာအားဖြင့်အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်သီလသမာဓိကလည်းအစွမ်းထက်တယ်သို့တော့ပညာကြတော့အထွတ်ထိပ်ရောက်တည်ထီအောင်အစွမ်းထက်တယ်အဲ့တော့ဒီနေရာမှာနည်းနည်းစဉ်းစားကြည့်ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိသူဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဗုဇ္ဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိသူဆိုတဲ့အဓိပ္ပာယ်ဘာတွေကိုတိတာတော့ဆိုလောကမှာတိเสียမှန်သမျှကိုတိတယ်တိเสียဆိုတာအမှန်တမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူးတိเสียတွေကအများကြီးမတိတာနဲ့တိเสียတိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးဒီပြမပြောနဲ့တော်ရမပေါက်နေတဲ့သစ်ပင်တွေရဲ့နာမည်အကုန်ဖော်နိုင်ရလားဒီသစ်ပင်တွေရဲ့အသုံးရောအကုန်သိသလားပညာရက်အနေနဲ့တစ်ခုပဲကြည့်အောင်အများကြီးမဟုတ်ဘူးရှေးခေတ်ကတက္ကသိုလ်မှာဆေးပညာသင်တဲ့အာယုဝေဒဆေးပညာသင်တဲ့ Herbal Medicine ပေါ့သစ်မြစ်သစ်ဖူးကနေဖော်ပြီးတော့ဖော်ဆက်တဲ့ Herbal Medicine ခဏခေတ်မှာပြန်ပြီးတော့ခေတ်စားလာတယ်နော်အမေရိကန်နိုင်ငံမှာတောင်မှပဲဒီသစ်ပင်တွေသစ်မြစ်တွေဒါတွေကို research လုပ်ပြီးတော့ပြန်ထုတ်လုပ်နေရအဲ့တော့ရှေးတုန်းကတစ်ခေတ်တစ်ခါတုန်းက9နှစ်ကြာအောင်ဆေးပညာအတက်ကိုသင်တဲ့ကျောင်းသားတယောက်အလုံးကဇီဝကလို့သိကြတယ်ပေါ့သူသင်တာ9နှစ်ကြာသူသင်ပုံသင်နည်းကလည်းပဲဘလောက်ထက်မြက်တုံးဆိုလို့ရှိရင်
မြန်မြန်လဲသင်တယ်တနေ့ကိုများများကြီးလဲသင်တယ်သင်ထားသမျှလဲမှတ်မိတယ်မေ့ပြောက်သွားတာမရှိဘူးဆိုတဲ့အဲ့ဒီအချက်တွေနဲ့ညီညွတ်အောင်ခုနှစ်နှစ်ကြာသင်ထားတဲ့ပညာရအလွန်များပြားတယ်လွန်များပြားတယ်အများကြီးလဲသင်တယ်တဲ့အမြန်ကြီးလဲသင်တယ်သင်တယ်များလဲမှတ်သားနိုင်တယ်မေ့ပြောက်ခြင်းလည်းမရှိဘူးအဲ့ဒီလိုဆေးပညာရတစ်ပင်တစ်ပင်ရဲ့အသုံးအဆွဲကနေစပြီးတော့မြက်ပင်ကလေးတစ်ပင်ကစပြီးတော့ဘာသုံးရတယ်ဘယ်လိုဂုဏ်တတ္တိတွေရှိတယ်ဆိုတာသူလေ့ကျင့်သင်ကြားလိုက်တာဆေးပညာအတက်ကကုံသွားလားဆိုမကုံတော့သူဆရာစီချင်းကပ်ပြီးတော့မေးတယ်သူသင်တာ9နှစ်ရှိသွားပြီတဲ့ဒါကုံပြီလားလို့ဆိုဆရာကြီးကပြောတယ်ဘယ်ကုံမလဲတဲ့ပညာကတော့ဒါပေမဲ့လို့မင်းဘဝအသက်ဝမ်းကြောင်းအသက်မွေးဖို့အတွက်ကတော့ငါပြောမယ်တဲ့တင်ရင်းလေးတစ်ချောင်းယူသွားဟောဒီမြို့ရဲ့ပတ်ဝန်းကျင်တယူစနာဆိုတာ10မိုင်အတွင်းရှိတဲ့သစ်ပင်တွေကိုမင်းသွားလေးလာဘာပင်မှမကြံစေနဲ့လေးလာခဲ့အဲ့ဒီထဲမှာဆေးဘက်မဝင်တဲ့သစ်ပင်ရှိရင်မင်းယူလာခဲ့ငါပြဆိုအဲ့ဒါဆောင်ဝဲစစ်တာပဲသူနော်ဆောင်ဝဲစစ်လိုက်တာအဲ့ဒီနည်းနဲ့ဆောင်ဝဲစစ်တာအခုခေတ်တိုင်းဆောင်ဝဲနဲ့စစ်ရင်တော့အကုန်ကြမယ်ထင်နေချာနော်အဲ့ဒီလိုဆောင်ဝဲစစ်ရင်တော့ဘာဖြစ်လို့လဲဆိုအခုခေတ်ကတော့နှုတ်တိုက်ကြက်ပြီးတော့မေးခွန်းတောင်မှပဲဘယ်ကမေးမယ်ဆိုတာကိုကြိုတင်သိထားပြီးတော့မှဖြေကြတာတွေကများနေတယ်ဘုန်းကြီးဆောင်ဝဲပဲဖြစ်ဖြစ်လူဆောင်ဝဲပဲဖြစ်ဖြစ်စပေါ့ရိုက်တယ်မေးခွန်းတွေနဲ့သွားတယ်ဆိုတော့ပညာဆိုတာအပြင်ကညာနေတာမျိုးဖြစ်ကုန်တယ်ကိုနော်အပြင်ကညာတာမျိုးတွေဖြစ်ကုန်တယ်အေးအဲ့ဒီလိုဆောင်ဝဲစစ်လိုက်တာတပင်းတစ်ချောင်းယူပြီးတော့လိုက်ရှာဆေးဘက်မဝင်တဲ့အပင်တပင်မှရှာမလို့ဟိုပင်လေးကြည့်လိုက်လဲဘာသုံးလို့ရဒီပင်လေးကြည့်လိုက်လဲဘာသုံးလို့ဒီအမြင့်ကဘယ်လိုသုံးနေဆိုတာတွေနဲ့ကြည့်ပဲအကုန်လုံးသူ့မှာအလကားသားပေါက်တဲ့အပင်ဆိုတာရှာလို့မတွေ့ခဲ့ဘူးရှာလို့မတွေ့တော့ဆရာကြီးကပြောတယ်မင်းဆေးပညာတတ်ပြီအိမ်ပြန်ရင်ပြန်တော့လို့ဆိုပြီးတော့ရိတ်ခါနည်းနည်းလေးပေးပြီးဆရာကြီးကကြီးပြန်လွတ်တယ်ဘာဖြစ်လို့ရိတ်ခါနည်းနည်းပေးတော့ဆိုဒီကောင်လမ်းသွားလို့ရှိရင်ရိတ်ခါပြတ်လိမ့်မယ်ပြတ်ရင်သူဆေးပညာနဲ့ကုလိမ့်ဆေးအိတ်လွယ်သွားတာလည်းမဟုတ်ဘူးဆေးစာလည်းဖတ်เสียမရှိဘူးသူ့မှာမျက်စိလည်းမြင်တာနဲ့ပဲကုလို့ရမှာသူနော်အဲ့ဒီခေတ်ကနှချက်လည်းမပါဘူးအလည်းမပါဘူးနော်နှချက်နဲ့လည်းစမ်းမှာမဟုတ်ဘူးအနဲ့လည်းထိုးမှာမဟုတ်ဘူးသူကဆေးအိတ်လည်းမပါဘူးဆေးတစ်တာလည်းမပါဘူးဒီတိုင်းသွားယောဂတွေးတာနဲ့မိဖို့ကြောင့်တဲ့ဟာနဲ့လည်းကုကျင်ကုတယ်တစ်ပင်ကအခေါက်နဲ့လည်းကုကျင်ကုတယ်ဒီလိုနဲ့ကုသွားတာယောဂတွေကုသွားတာအများကြီးပဲအဲ့တော့အဲ့ဒီတုန်းကတစ်ချိန်တုန်းကဒါယုံနှန်းစကားမဟုတ်ဘူးဆေးပညာအနေနဲ့အဲ့ဒီတုန်းကအလွန်မြင့်မားခဲ့တယ်ဆိုတာကိုပြောပြအလွန်မြင့်မားခဲ့တဲ့ပညာရတစ်ခုဟာလောကမှာထင်ရှားခဲ့သေးတယ်အဲ့တော့လောကမှာလူတွေလက်လန်းမမီတဲ့ပညာရက်တွေဟာအများကြီးရှိနေသေးတယ်တောထဲမှာရှိတဲ့သစ်ပင်တွေရဲ့အမည်နာမခေါ်ဖို့တောင်မှပဲအမှန်မှခဲရင်နေပေါ့အသုံးဆွဲသိဖို့ဆိုတာတော့ဝေလာဝေးအဲ့တော့လောကမှာအစွမ်းတကူဆိုဒီမှာပညာလောက်ကြီးမားတဲ့အစွမ်းတကူဟာမရှိဘူးဒါကြောင့်မို့လို့လူတွေဟာလူဘဝရောက်လာတာနဲ့မကြဘူးမိဘတွေကနေပြီးတော့3-4နှစ်အရွယ်ကနေစပြီးတော့မူကြိုဆိုပြီးတော့ကြောင်းထားကြအဲ့ဒီကနေမူလတန်းကနေသင်လိုက်ကြရတာတေတီထိပဲသင်နေကြအကုန်လုံးပညာရက်ဆိုတာဆုံးသွားတာတော့မရှိပညာကတော့မဆုံးဘူး course ကတော့ကုန်ရင်ကုန်မှာပေါ့ဘွဲရတာတော့ရှိရင်ရှိမှာပေါ့ပညာကုန်လို့ရတာမဟုတ်ဘူးသင်တန်းကုန်လို့ရနော်သင်တန်းကုန်လို့ဘွဲရတာပဲဖြစ်အဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိစရာတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ်
မြတ်စွာဘုရားသိတာကြတော့လက်တဆုပ်ဆံမကဘူးအများကြီးသိတယ်မြတ်စွာဘုရားကတခါဟောတယ်တစ်တော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လားငါလက်ထဲကတိရွက်ကလေးတွေတော်ကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်ဟာများတော့ဆိုတော့ယဟန်တွေကိုမေးတော့ယဟန်တွေကရှင်ဘုရားတဲ့တောထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ဘုရားလက်ထဲရှိတဲ့တိရွက်ကဘယ်လောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတစ်တော်ထဲမှာရှိတဲ့တိရွက်တွေလိုပဲအများကြီးပဲငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့တိရွက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့အဲ့တော့ပညာရဘလောက်ကျယ်တယ်ဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုရတယ်မြတ်စွာဘုရားအဲ့ဒီပညာရက်တွေကိုအချောင်ရတာလားလို့မေးကြည့်ဘယ်ဟုတ်မလဲတဘဝနဲ့သင်လို့မရဘူးလေးသိင်ချင်တဲ့ကဘာတသိန်းလို့ဆိုတဲ့မရေတွက်နိုင်တဲ့ကဘာ၄ခါကြုံရေတွက်လို့ရတာကတသိန်းမရေတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံပြီးတော့ရေတွက်လို့ရတာတသိန်းကိုလေးသိင်ချင်တဲ့ကဘာတသိန်းလို့ခေါ်တယ်အဲ့ဒီလေးသိင်ချင်တဲ့ကဘာတသိန်းလေ့ကျင့်ပြီးတော့ယူမှပညာပါရမီအပါဝင်ပါရမီတွေဖြည့်ကျင့်ပြီးတော့မှဘုရားဖြစ်သူရောက်တာဘုရားဖြစ်သူရောက်တော့လေဘုရားမဖြစ်ခင်ကဒါတွေအကုန်သိလားဆိုမသိဘူးမသိနိုင်ဘူးဘုရားဖြစ်လိုက်တာနဲ့တပြိုင်နက်ဗုဒ္ဓဆိုတဲ့သိသူပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားအဲ့ဒါဟာလေလမ်းစဉ်အတိုင်းတရားဓမ္မကျင့်တဲ့အခါမှာအတိညာဏ်ဆိုတာပွင့်လင်းသွားတာဖြစ်တယ်ကိုကျင့်တရားတွေတမာရီတရားတွေဒီစွမ်းအားတွေနဲ့အသိဉာဏ်ပွင့်လင်းသွားတဲ့အချိန်ဆိုတာဖြစ်ပေါ်လာခဲ့တာအဲ့ဒီကြတော့မှဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့တော့ဂုဏ်တော်၉ပါးထဲမှာကြည်လိုက်မယ်ဆိုလို့ရှိရင်အရဟံရဲ့နောက်မှာဒုတိယဂုဏ်တော်ကသမ္မာသမ္ဗုဒ္ဓောသမ္မာဆိုတာအမှန်အတိုင်းတန်ခါကိုယ်တိုင်ဗုဒ္ဓကိုသိတာနော်အဲ့ဒီဂုဏ်တော်ကိုကြည့်မယ်ဆိုရင်လည်းအမှန်အကန်ကိုယ်တိုင်သိတယ်သစ္စာလေးပါးကိုအမှန်ကန်ကိုယ်တိုင်သိလို့သမ္မာသမ္ဗုဒ္ဓလို့ခေါ်တယ်အခုဒီဗုဒ္ဓကြတော့လည်းပဲဘုဇ္ဇတိတိဗုဒ္ဓသိတယ်လို့ဆိုအသိဉာဏ်နဲ့ပတ်သက်ပြီးတော့ဂုဏ်တော်၉ပါးထဲမှာဂုဏ်တော်2ပါးကအသိဉာဏ်နဲ့ပတ်သက်ပြီးခွဲခြားထားတယ်လို့အသိဉာဏ်ဘလောက်အရေးပါတယ်ဆိုတာစဉ်းစားကြည့်နော်ဒီထဲမှာတီးခြားသိတာလေးတွေပါသေးတယ်ဘာတွေတော့ဆိုဝိဇ္ဇာစရဏတမနောဝိဇ္ဇာဆိုတာလဲအသိဉာဏ်ပဲလောကဝိတုလောကအကြောင်းသိတယ်ဆိုတာလဲအသိဉာဏ်ပဲနော်လောကအကြောင်းကိုသိတယ်ဆိုတာလဲအသိဉာဏ်ပဲဗုဒ္ဓသိသူဆိုတာလဲအသိဉာဏ်ပဲဟောအသိဉာဏ်နဲ့ပတ်သက်ပြီးတော့ဂုဏ်တော်တွေထဲမှာအရေးပါလို့ထည့်တာဒါကြောင့်မို့လို့လောကမှာအရေးကြီးဆုံးကဘာလဲဆိုပညာရေးဆိုပြီးတော့ခဏခေတ်မှာလည်းပဲပညာရေးကိုလေးပေးပြီးတော့သင်ကြားနေကြတာပေါ့ပညာဟာလူရဲ့တန်ဖိုးလို့ဆိုပြီးတော့ပြောနေကြတယ်တကယ်လည်းပဲသိသူနဲ့မသိသူဟာအလွန်ကွာခြားတယ်ပေါ့မသိတဲ့ပုဂ္ဂိုလ်ဟာဘယ်အရာပဲဖြစ်ဖြစ်မသိသည့်အတွက်ကြောင့်သူ့အတွက်မှာအရာခတ်သိမ်းဟာမှောင်ကျနေသလိုဖြစ်တယ်သိတဲ့ပုဂ္ဂိုလ်ကတော့အရာခတ်သိမ်းသူ့အတွက်မှာလင်းချင်းပြီးတော့ဘာလို့သူဟာအသိဉာဏ်ရှိရှိနဲ့လှုပ်သွားတာအသိဉာဏ်ရဲ့တန်ဖိုးဟာအမှန်တမ်းကြီးပါတယ်အဲ့ဒီမှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ဗုဒ္ဓနဲ့ဒီဗုဒ္ဓောဘဂဝါဆိုတဲ့ဗုဒ္ဓဘာထူးလဲထူးခြားမှုရှိလားလို့မေးစရာအကြောင်းရှိလားမေးစရာအကြောင်းရှိလားအသိဉာဏ်ကို2ပိုင်းခွဲပြီးတော့ပြောလိုက်တာသမ္မာသမ္ဗုဒ္ဓသိတယ်ဆိုတာအမှန်တရား၄ပါးကိုမှန်မှန်ကန်ကန်ကိုယ်တိုင်သိတယ်ဆိုတာသစ္စာ၄ပါးကိုသိတာဆိုလိုတယ်လောကမှာအမှန်တရားကိုသိမှတဏှာဝကလွတ်ဖို့ဆိုတဲ့လမ်းစာကိုတွေ့နိုင်အမှန်မသိဘဲနဲ့တဏှာဝကလမ်းစာဆိုတာမတွေ့နိုင်ဆိုပါတော့ကိုယ်မှာပြဿနာတစ်ခုရှိတယ်ပြဿနာတစ်ခုရှိလာပြီလူတွေမှာလည်းလူမှုရေးပြဿနာစီးပွားရေးပြဿနာဘာပြဿနာညာပြဿနာတွေ problem တွေပေါ့ problem တွေရှိလာပြီဆိုလို့ရှိရင် problem ရှိတာသိုံနဲ့ပြီးလာလို့ဆိုမပြီးဘူးเนาะ
problem ဆိုတဲ့ပြဿနာကိုသိဖို့ဟာတခုပဲသိသေးတယ်ဘာသိဖို့လိုတော့ဆိုဒီ problem ဆိုတဲ့ပြဿနာဟာဘာကြောင့်ဖြစ်တာလဲအကြောင်းရင်းကိုသိဖို့လိုတယ် the cause of problem cause ကိုသိရမယ်အဲ့တော့အကြောင်းလည်းသိတယ်အကျိုးလည်းသိတယ်ပြဿနာကိုလည်းသိတယ်ပြဿနာရဲ့အကြောင်းကိုလည်းသိတယ်ဒီလောက်နဲ့လုံလောက်ပြီလားဆိုမလုံလောက်ဘူးပြဿနာဆိုတာအဖြေရှိသေးတယ်လေအဖြေရှာနိုင်ရမယ်နော် solution ဆိုတဲ့အဖြေအဲ့ဒီအဖြေကိုလည်းသိဖို့လိုတယ်ဒါဖြင့်အဖြေဆိုတာဟုတ်ပြီပြဿနာငြိမ်းတာကိုသိပြီသိတော့အဲ့ဒီပြဿနာငြိမ်းတဲ့နိလန်းအဖြေဆိုတာဘာလဲလို့ဆိုတာကိုလည်းသိရ the way of the solution of problem ဒီလိုဆိုတာပေါ့အဲ့တော့၄ဘက်၄ထန်သိမှကိစ္စပြီးတယ်ပြဿနာကိုလည်းသိတယ်ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိတယ်ပြဿနာကိုဘယ်လိုဖြစ်ပြဿနာရဲ့အင်းငြိမ်းမှုကိုလည်းသိတယ်ဘယ်လိုနည်းနဲ့အင်းငြိမ်းနေဆိုတာကိုလည်းသိတယ်ဟော၄ဘက်၄ထန်ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်သိမှဒီပြဿနာအဖြေထုတ်နိုင်တာဖြစ်တယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်ပြဿနာတစ်ခုအဖြေမှန်မထုတ်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာအဖြေမှန်ထုတ်နိုင်တဲ့နည်းလမ်းကိုမသိဘူးဆိုရင်ဘယ်တော့မှအဖြေရမှာမဟုတ်ဘူးအင်းငြိမ်းမှာမဟုတ်ဘူးကဲဘုန်းကြီးတို့တွေကြုံတွေ့နေရတဲ့ဘဝပြဿနာတစ်ခုကိုရှင်းကြည့်ဘဝပြဿနာတစ်ခုကိုကြည့်လူတိုင်းရင်ဆိုင်နေရတဲ့ဘဝပြဿနာတစ်ခုကဘာတော့ဆိုတဖြည်းဖြည်းအိုမင်းလာခြင်းယောဂဝေဒနာရခြင်းသိဆုံးရခြင်းဒါကြီးမားတဲ့ပြဿနာကြီးတစ်ခုတခြားလူမှုရေးပြဿနာတို့စီးပွားရေးပြဿနာတို့မိသားစုပြဿနာတို့နိုင်ငံရေးပြဿနာတို့ဘာတွေတို့ဆိုတာရှိချင်မှရှိတာလေလူတိုင်းမတွေ့ဘူးမဟုတ်လားအဲ့ဒီပြဿနာတွေလူတိုင်းမတွေ့ဘူးနိုင်ငံတိုင်းလည်းမတွေ့ဘူးအဲ့တော့လူမျိုးတိုင်းလည်းတွေ့တယ်ဘာသာဝင်တိုင်းလည်းတွေ့တယ်သက်ရှိတရဝမှန်သမျှတွေ့ကြုံနေရတဲ့ပြဿနာဘာလို့ဆိုရင်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ပြဿနာဒီပြဿနာဘယ်သူဖြေရှင်းနိုင်သလဲဘာကြောင့်ဒီပြဿနာဖြစ်နေရသလဲဒီပြဿနာဘယ်မှာအဆုံးသတ်မလဲအဆုံးသတ်တဲ့နည်းလမ်းကိုရှိသလားလို့ဒီအချက်၄ချက်ကိုမှမသိဘူးဆိုရင်ဒီပြဿနာဘယ်လိုလုပ်ဖြေရှင်းဘုန်းကြီးတို့မလေးရှားသွားပြီးတော့သင်တန်းပို့ချတော့ဒါ human problem လို့ခေါ်တယ်ဘုန်းကြီးနာခြင်းသိခြင်းဆိုတာ problem လို့ခေါ်တယ်လို့ဆိုအမျိုးသမီးတယောက်ကထပြီးတော့မေးတယ်ဆရာတော်တဲ့ဒါသဘာဝတရားပဲမဟုတ်လားတဲ့ပြဿနာမဟုတ်ဘူးတဲ့နော်အိုရနိုင်ရသေးတယ်ဆိုတာလူသဘာဝပဲပေါ့ပြဿနာမဟုတ်အေးမင်းအဲ့ဒါကိုပြဿနာလို့မမြင်သမျှကာလပတ်လုံးဖြေရှင်းဖို့မင်းဘယ်တော့မှမကြိုးစားတော့ဘူးလို့မုန်းခံမှာပဲလေဟုတ်တယ်မဟုတ်ပြဿနာကိုပြဿနာလို့တောင်မသိဘူးဆိုရင်ငုံခံနေမှာပဲလေဖြေရှင်းဖို့ဘယ်တော့မှမကြိုးစားဘူးလို့အဲ့ဒါကြောင့်မို့လို့ပြဿနာကိုပြဿနာလို့မြင်ဖို့ဟာနံပါတ်1အရေးကြီးဆုံးပဲဒါဟာပြဿနာပဲအခုကျောင်းသားလူငယ်လေးတွေကျောင်းသူလေးတွေငယ်ငယ်လေးတွေပါလာကြတယ်သူတို့ဒီရွယ်မှာသူတို့ဘာမှမစင်စားသေးဘူးပျော်နေငယ်ငယ်လေးပဲအေးအဲ့ဒီငယ်ငယ်လေးတွေအခုဒီက15နှစ်10နှစ်15နှစ်16နှစ်အရွယ်လေးတွေကလှမ်းပြီးတော့ဟိုဘက်အနှစ်60လောက်သွားကြည့်လိုက်အနှစ်60လောက်ရဲ့နောက်ပိုင်းကိုမင်းတို့မျှော်ကြည့်လိုက်လို့ရှိရင်မင်းတို့ကောင်ကသပင်တွေအဖြူကြံသေးအနက်ကြံသေးလားဆိုတာကြည့်စေဆိုရင်တော့ရတာပေါ့ကွာသပင်နက်ထာရှိအောင်မလားသွားရရောဒီအတိုင်းကြံမမလားနော်မျက်စိကရောအခုတိုင်းကောင်းမမလားပရည်တွေမတွန်မဲနဲ့အခုတိုင်းလို့ချောချောလှလှလေးတွေရှိပါမလားဆိုတာစဉ်းစားတာကြည့်လိုက်အဲ့ဒီမှတ်တိုင်ကိုမင်းတို့ကြော်သွားနိုင်မလို့ထင်လားဘယ်တော့မှမကြော်နိုင်ဘူးနော်
အခုဘုံဘုံတို့ရောက်နေတဲ့မှတ်တိုင်ကြီးကိုမင်းတို့ရောက်အောင်မယ်သွားတွေကပြုတ်ထွက်ကုန်ပြီနော်မျက်စိတွေကမှုံကုန်ပြီသပင်တွေကဖြူကုန်ပြီဟိုနာရိုင်ဒီနာရိုင်ဟိုနာရွက်ဒီနာရွက်နဲ့ဆိုပြီးတော့အိမ်အိုကြီးလို့တဖြည်းဖြည်းဖြစ်လာအဲ့ဒီပြဿနာမရှိဘူးလားဆိုရှိဒီနေ့ကျတော့ရင်ဆိုင်တယ်ငယ်တော့ဘုန်းကြီးကစဉ်းစားတာရွာထဲမှာနေတော့အဖိုးကြီးတွေဖွားကြီးတွေတွေ့တယ်ရှုံရှုံတွားတွားကြီးတွေတော့ဆိုတော့ဟိုဟာသူတို့မွေးတယ်ဒီအဖိုးအိုကြီးတွေဖွားအိုကြီးတွေပဲလို့ဒီလိုထင်တာကိုကတော့သူတို့လိုဖြစ်လာမယ်လို့တခါမတွေ့ဘူးတခါမတွေ့ဘူးဒီအဖိုးကြီးကသူမွေးတယ်ဒီပုံစံကြီးမွေးတယ်မရဲ့လို့အောင်းမေးတာနော်မစဉ်းစားဘူးတခါမှမစဉ်းစားသည့်အတွက်ကြောင့်ကြောက်လည်းမကြောက်ဘူးဟိုနောက်ကြတော့သူတို့လည်းငယ်ငယ်တုန်းကငါတို့လိုပဲနောက်ပိုင်းကျတော့ဒီလိုတွေရုပ်ဟိုရှုံ့တော့ဖြစ်ကုန်တာပါလားနော်ငါမြေးတို့ရဲ့မင်းတို့အကုန်ဟောဒီကြည်အောင်အဘိုးဖြစ်ပုံဆိုမျိုးဆိုရတဲ့အကိုင်းရောက်သွားတာနော်သွားရီကျိုးလို့တစ်မျိုးတစ်ဖုံခါအကိုင်းနားထိုင်မျက်စိမှုံဆိုတာအသက်ကြီးဖြစ်လာတဲ့ဟာတွေအဲ့တော့သဘောပေါက်ခဲ့ဘူးခုတော့ပေါက်နေပါပြီသဘောပေါက်ခဲ့တာပြောပြအဲ့တော့အဲ့ဒါကိုပြဿနာလို့မြင်မှဖះလောင်းနေကြတော့အဲ့ဒါကိုပြဿနာတစ်ခုအနေနဲ့ကြည့်တတ်တယ်အဲ့ဒီပြဿနာကြည့်ပြီးတော့အေးဒီပြဿနာဘာကြောင့်ဖြစ်တာတုံးလို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ရှင်လိုက်ရှာလိုက်တဲ့အခါကျတော့ငါမွေးလာလို့အိုရတာပဲမမွေးရင်မအိုရဘူးဇာတိပစ္စယသရမရဏငါအကယ်၍မမွေးခဲ့ဘူးဆိုရင်အခုလို့အဖိုးအိုအဖွားအိုဖြစ်မှာမဟုတ်ဘူးဟာဒီလိုစဉ်းစားတာနော်ဒါဖြင့်မွေးတာကဘာကြောင့်မွေးတာတုံးဆိုရင်အေးဘဝရှိလို့မွေးနေတာဘဝဆိုဒီမှာကံတရားနဲ့ဖြစ်ပေါ်လာတဲ့ခန္ဓာတွေဘဝပစ္စယဇာတိဘဝရှိလို့မွေးတာဒါဖြင့်ဒီဘဝကတော့ဘာဖြစ်လို့ရှိနေရတာတုံးလို့ဆိုဥပါဒါနပစ္စယဘဝဆွဲလန်းရှိနေလို့တွေ့တာလို့ဖြစ်နေတာကိုယ်တိုင်းကိုယ်ကလိုချင်နေတာတွေ့တာနေလိုချင်သလားမလိုချင်သလားကိုယ်ဘဝကျင့်တတ်နေသလားမကျင့်တတ်ဘူးလားစဉ်းစားကြည့်လူသားတွေကသာကိုယ်ဘဝကျင့်တတ်တာမဟုတ်ဘူးခုတရိစ္ဆာန်တွေလည်းသွားမေးကြည့်ကျင့်တတ်တယ်နော်ကျင့်တတ်လူဖြစ်ရှင်သလားဆိုခေါင်းရမ်းမှဒီကောင်လေးလူတွေမဖြစ်ကြပါဘူးလူကအလုံးရှုပ်တယ်ကျောင်းနေရတာနဲ့စာကျက်ရတာနဲ့သူတို့အေးအေးဆေးဆေးပဲဘာမှလုပ်เสียမလို့နော်တကယ်သိလူဖြစ်ချင်မှာမဟုတ်ဘူးအဲ့တော့ကိုယ်ဘဝလေးကိုကျင့်납ပြီးတွေ့တာနေတာကိုဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာတုံးဆိုတဏှာဆိုတဲ့လိုချင်တတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒါဖြင့်ဒီတဏှာကတော့ဘာလို့ဖြစ်ရတာတုံးဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုလေးတွေရှိသည့်အတွက်ကြောင့်ตายဝယ်ခံစားမှုလေးဆိုလိုချင်လာအဲ့ဒီလိုချင်မှုလေးတွေကြောင့်တဏှာဝေဒနာပစ္စယတဏှာဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုအာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတာဆက်သွယ်မှုရှိလာလို့ရှိရင်ဖြစ်တာပဲလေခုခေတ်လူချင်းသာပြောကြတာမလေးအိုးချင်းထားရင်အိုးချင်းညှိတယ်လေကြိုးချင်းထားကြိုးချင်းညှိအိုးချင်းထားအိုးချင်းထိတယ်နော်အာယုန်မှာလည်းဒီတိုင်းမှာပဲထိနာပဲအမြဲတမ်းစိတ်နဲ့အာယုန်ထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တာဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနာနာလျှာကာယမနဆိုတဲ့ sense organ တွေရှိကြောင်းရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေကဘာကြောင့်ဖြစ်တာတုံးဆိုနံတရားတွေနဲ့ယုတ်တရားတွေရှိလို့နံတရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပဋိသန္ဓေဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆိုသင်္ခါရပစ္စယဝိညာဏကံတရားတွေကြောင့်ဖြစ်တာအဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတုံးဆိုအဝိဇ္ဇာပစ္စယသင်္ခါရမှန်မသိခဲ့ဘူးမှန်မသိလို့ဒါတွေရှိနေတာဟောမြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်မှာအဖြေတွေထုတ်ပေးထားဘဝတစ်ခုရဲ့အဖြေတွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှားပြထား
အကြောင်းနေရှာပြတယ်လို့ solution ကိုလည်းပြထားတယ်မသိဘူးဆိုတာမရှိရင်မေတ္တာနာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိသေဝိညာဉ်ဆိုတာမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ contact တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏှာမလာဘူးတဏှာမလာရင်ဥပါဒံဆိုတာမလာဘူးဥပါဒံမလာရင်ဘဝဆိုတာမလာဘူးဘဝမရှိရင်ဇာတိမရှိဘူးဇာတိမရှိရင်ဩရဏရာသေတာမရှိဘူးဆိုဟော solution ကိုပြသွားအဲ့ဒါလို့အကြောင်းနဲ့အကျိုးနဲ့ဒီလိုမှန်မှန်ကန်ကန်လေးဘက်လေးတန်ကပြည့်ပြည့်စုံစုံသိတာကိုသမ္မာသမ္ဗုဒ္ဓောလို့ပြောတာနော်သမ္မာသမ္ဗုဒ္ဓောလို့ပြောတာအဲ့ဒီလိုသိလို့သမ္မာသမ္ဗုဒ္ဓဖြစ်တယ်တာမန်ပညာမဟုတ်ဘူးအဗ္ဗဓမ္မလေးနဲ့မှန်ကန်တဲ့သဘာဝတရားကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်နိုင်တဲ့အသိပညာမျိုးကိုမြတ်စွာဘုရားရတယ်ဘုဒ္ဓောဆိုတာကြတော့အဲ့ဒီလေးမျိုးတင်သိတာလားလို့ဆိုတော့မဟုတ်ဘူးသိเสียလောကမှာရှိသမျှသိเสียမှန်သမျှအကုန်သိတယ်ယာဝတကံညေယံတာဝတကံညာဏံနဲ့ယာဝတကံညေယံသိเสียရှိသလောက်တာဝတကံညာဏံညာကလည်းလိုက်သိတယ်ယာဝတကံညာဏံတာဝတကံညေယံညာနဲ့သိလို့ရတာမှန်သမျှလည်းသိเสียတွေကရှိနေတယ်လို့ညာနဲ့သိเสียအကြောင်းအရာတွေနဲ့အသိဉာဏ်နဲ့သိเสียအကြောင်းအရာတွေဟာအားလုံးဟာကွတ္တိဖြစ်တယ်မြတ်စွာဘုရားသိเสียကလည်းမကြံဘူးဉာဏ်ကလည်းမကြံအောင်သိတယ်အဲ့ဒါကိုတပ္ပညုတဉာဏ်လို့ခေါ်တာပဲတစ်ချိန်တုန်းကဘာမသိညာမသိနဲ့သေသေးချာချာသဘာဝကြကြမလေ့လာဘူးတဲ့ပုဂ္ဂိုလ်ကတပ္ပညုတဉာဏ်ဆိုတာရှိသလားဆိုပြီးမေးခွန်းထုတ်တာတွေ့ဘူးတယ်ငယ်ငယ်တုန်းကကြားလိုက်တယ်တပ္ပညုအလုံးကိုသိတယ်ဆိုတဲ့အသိဉာဏ်မျိုးရှိသလားလို့ဆိုပြီးတော့ဖះကိုစောရကတက်ခဲ့တာလည်းရှိတကယ်ကတော့ပညာရဲ့စွမ်းရည်ဆိုတာတဦးနဲ့တူတာမဟုတ်ဘူးမြတ်စွာဘုရားရတဲ့ပညာမျိုးရဖို့ဆိုတာအမှန်တမ်းတမ္မန်နဲ့ရတာမဟုတ်ဘူးတမ္မန်အားထုတ်ယုံနဲ့ရတဲ့ပညာမျိုးမဟုတ်ဘူးအဲ့ဒီပညာမျိုးကြောင့်ပညာမျိုးရှိလို့တပ္ပညုတဉာဏ်ဆိုတာရှိတယ်တပ္ပညုဆိုတာအရာခတ်သိမ်းကိုသိတာအရာခတ်သိမ်းကိုသိတယ်လို့ဆိုတဲ့နေရာမှာအမြဲတမ်းကြီးသိနေတာလားဆိုအမြဲတမ်းရှိပြီးအမြဲတမ်းသိနေတယ်ဆိုရင် omnipresent လို့ခေါ်တယ်အင်္ဂလိပ်အမြဲတမ်းရှိအဲ့ဒီဉာဏ်ကြီးကမီးတော့ကြီးမီးထွန်းထားသလိုမီးကိုတညာလုံးထွန်းထားရင်တညာလုံးအလင်းရောင်ကြီးရှိနေသလိုဒီဉာဏ်ကြီးကအမြဲတမ်းလင်းနေတာလားလို့ဆိုအဲ့ဒါမျိုးလက်မခံဘူးဖေဟာမျက်လုံးလည်းဖွင့်ကြည့်မှပဲမြင်တယ်မဟုတ်လားမိတ်ထိုင်မမြင်ဘူးလေသဘာဝကြကြဓာတ်ဆိုတာလေဘလောက်ထက်ဒိန်နဲ့ထက်ထားရင်ခုတ်လို့ရပါမလားမရဘူးတပ္ပညုတဉာဏ်ရဲ့အဓိပ္ပာယ်ကဘာတော့သိခြင်းလို့သိစရာတစ်ခုကိုသိခြင်းလို့ကြည့်လိုက်လို့ရှိရင်အလုံးရှင်းပြီးတော့သိသွားတယ်မသိလို့ခေါင်းကုပ်ရတာမရှိဘူးလို့ပြောတယ်နော်ပု္ပ္ပာလေးတစ်ခုမဖြစ်နိုင်လို့ခေါင်းကုပ်နေရတာမျိုးတွေမရှိဘူးတဲ့မြတ်စွာဘုရားမှာနော်မိကုံးလေးမဖြစ်နိုင်ဘူးဆိုခေါင်းကုပ်ကြတာလေကိုကခေါင်းကုပ်တော့လေခေါင်းကမထွက်ဘူးစပယ်မဲ့ကျွတ်ကောင်းကျွတ်အသိဉာဏ်ကထွက်လာမှာမဟုတ်ဘူးနော်အဲ့တော့သိချင်လို့ကြည့်လိုက်တာနဲ့တပြိုင်နက်အကုန်ရှင်းရှင်းကြီးသိတာကိုတပ္ပညုတဉာဏ်လို့ခေါ်တယ်အနာဝရဏဉာဏ်တဘာဝကြကြပဲအိတ်နေတော့ကဒီဉာဏ်ကြီးရှိနေတာမဟုတ်ဘူးမိကြီးလင်းနေသလိုဒီဉာဏ်ကြီးဟာအမြဲရှိနေတာမဟုတ်ဘူးသိချင်လို့ကြည့်လိုက်ရင်သိတယ်ကဲပညာတတ်တဲ့လူနဲ့မတတ်တဲ့လူနော်ကိုဖီးမဟုတ်တဲ့ပြဿနာတစ်ခုမေးလိုက်ပြီဆိုအဖြေထုတ်နိုင်ပါမလားမတတ်တဲ့လူကတတ်တဲ့လူကတော့ဥပမာဆေးပညာသင်ထားတယ်ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်ကဆေးပညာနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုကိုမေးလိုက်မယ်ဆိုရင်ကျန်တဲ့ပုဂ္ဂိုလ်ကခေါင်းကုတ်ချင်တိုင်းကုတ်နော်အနာသာပေါက်သွားမယ်ဉာဏ်ကတော့ထွက်လာမှာမဟုတ်ဘူး
သိမှမသိတာသင်ထားတဲ့ပုဂ္ဂိုလ်じゃသိတယ်မဟုတ်လားဘာဖြစ်လို့သင်ထားတဲ့ပုဂ္ဂိုလ်ကသိပြီးမသင်တဲ့ပုဂ္ဂိုလ်ကဘာလို့မသိတာတော့လို့ဆိုပညာရဲ့စွမ်းအားခြင်းမတူတာပေါ့ဒီလိုဆိုလို့လေဒါကြောင့်မို့မြတ်စွာဘုရားကြတော့ဘာသိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အစီတာမရှိအကုန်လုံးအကျွမ်းကြံမရှိအကုန်သိတယ်အကြောင်းကိုလည်းသိတယ်အကျိုးကိုလည်းသိတယ်ဖြေနည်းကားကိုလည်းသိတယ်ဖြေရှင်းချက်ကိုလည်းသိတယ်ဆိုလေးဘက်လေးတန်ပြည့်ပြည့်စုံစုံသိသွားဒီလိုဆိုတာပေါ့အဲ့တော့သမ္မာသမ္ဗုဒ္ဓောဆိုတဲ့ဂုဏ်တော်ကြီးကသစ္စာလေးပါးကိုသိတာအဓိကထားပြီးတော့ပြောတယ်အမှန်တရားကိုသိတာအဓိကထားပြောပြီးဗုဒ္ဓောဆိုတာကြတော့သစ္စာလေးပါးမှတော့ကြံတဲ့သိเสียမှန်သမျှအကုန်သိတာပြောတယ်ဒါကြောင့်မလို့ဒီနှစ်ခုခွဲထားတယ်လို့ဒီလိုဆိုတယ်နောက်တစ်ခုကကြည့်သမ္မာသမ္ဗုဒ္ဓောလို့ဆိုတာဟာသိเสียတွေကိုကိုယ်ကသိလိုက်တဲ့အသိဉာဏ်ပฏิဝေဒဉာဏ်လို့ခေါ်တယ် penetration ထိုးထွင်းပြီးတော့သိလိုက်တယ်တရားဓမ္မနဲ့ပတ်သက်ပြီးသိเสียမှန်သမျှအကုန်သိလိုက်တယ်ထိုးထွင်းသိတယ်ဗုဒ္ဓောဆိုတာကြတော့အဲ့ဒီသိတာတွေကိုသူများနားလဲအောင်ဘယ်လိုပြောရမလဲဆိုတာကိုသိတယ်ဒေသနာဉာဏ်လို့ခေါ်တယ်အဲ့ဒါလည်းမတူဘူးနော်တချို့ကတော့သိတယ်ပြောမပြတ်တတ်ဘူးဆိုတဲ့လူတွေအများကြီးပဲသိတယ်မပြောတတ်ဘူးတဲ့ကိုသိတာပဲကိုပြောတတ်ရမှာပေါ့လို့ဒီလိုပြောလို့မရဘူးသိတယ်ပြောမပြတ်တတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့သူများနားလဲအောင်ရှင်းပြဖို့ဆိုရင်လူတိုင်းဟာဆရာမဖြစ်တာအဲ့ဒါကြောင့်ပေါ့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေရှိတော့လည်းပဲကိုပညာတတ်တိုင်းသူများစိတ်ဝင်စားအောင်သူများနားလဲအောင်ပြောပြနိုင်တာကအရေးချင်းတစ်ခုပဲသိတာကအရေးချင်းတစ်ခုသူတော်ဘာနားလဲအောင်ပြောပြနိုင်တာအရေးချင်းတစ်ခုသိတဲ့အရေးချင်းကိုပฏิဝေဒဉာဏ်လို့ခေါ်တယ်သူများနားလဲအောင်ပြောပြနိုင်တာကိုပฏิဒေသနာဉာဏ်လို့ခေါ်တယ်ပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်သမ္မာသမ္ဗုဒ္ဓောကပฏิဝေဒဉာဏ်ကိုပြောပြီးတော့ဗုဒ္ဓောကြတော့ဒေသနာဉာဏ်ကိုပြောတာလို့ဒီလိုအဓိပ္ပာယ်ရှိပါအလုံးမို့ဆိုလို့ရှိရင်သမ္မာသမ္ဗုဒ္ဓောကလည်းသိတာပဲဗုဒ္ဓောကလည်းသိတာပဲဘာလို့နှစ်ခါပြောရတာတော့ထပ်မနေဘူးလားလို့စဉ်းစားတဲ့ပုဂ္ဂိုလ်တွေမှာစဉ်းစားမိကောင်းစဉ်းစားမိလိမ့်မယ်များသောအားဖြင့်လည်းဣတိပိသောတို့ကတစ်စေကြောင်းမှရွတ်ကြတာများတာဟိုလူတွေကလည်းနော်တကယ်အနှစ်သာရသိအောင်မြတ်စွာဘုရားကိုကြီးညိုပူဇော်လိုတဲ့အနေနဲ့သိအောင်လေးလာပြီးတော့ထားမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အစွမ်းတတ္တိခုံကြီးတွေကိုသိရှိရလို့ရှိရင်အင်မတန်မှကြည်နူးတဲ့စိတ်တွေဖြစ်လာကြည်နူးတဲ့စိတ်လာဘာဖြစ်လို့လဲဆိုလောကမှာအတုယူအားကြစရာပုဂ္ဂိုလ်ဆိုတာရှိတယ်လေအတုယူအားကြရတဲ့ပုဂ္ဂိုလ်မျိုးရှိအဲ့ဒါလို့အတုယူအားကြရမယ်ပုဂ္ဂိုလ်မျိုးတွေမှာဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုပွားခြင်းအပြင်ဘုရားကိုအတုယူအားကြမှုတွေဖြစ်လာလို့ဆိုတာနော်ဒါကြောင့်မို့ပြောကြတယ်ဗုဒ္ဓတပူဇံမဟာတေဇဝန္တောမြတ်စွာဘုရားကိုပူဇော်လို့ရှိရင်မိမိမှာအစွမ်းတကူတွေတိုးတက်လာတယ်လို့ပြောဘုရားကိုပူဇော်တာနဲ့အစွမ်းတကူတွေကဘယ်လိုတိုးတက်လာမြတ်စွာဘုရားလို့အရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တဦးကိုသူတော်စင်တဦးကိုမျက်မျက်နိုးနိုးစိတ်ထဲမှာအမြဲတမ်းထားခြင်းအပြင်ဘယ်လိုကိုယ်မှာအကျိုးကျေးဇူးတွေတက်ရောက်လာသလဲလို့ဆိုဒါရှင်းရှင်းလေးပဲအာနာရှိတဲ့လူတယောက်နဲ့သိရင်သိတာနဲ့တည်းပဲတော်တော်လေးကိုမဖြစ်ဘူးလားဗမာပြည်မှာနော်လူကြီးနဲ့သိတယ်ဆိုတာနဲ့တင်တော်တော်အလုံးဖြစ်နေဒီလူကအဲ့တော့မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးနဲ့သိပြီဆိုရင်သူစီကတတ္တိလေးတွေတော့ရမှာပေါ့အနည်းငယ်တော့ရတာပေါ့လူယုသေးရှင်ယုသေးတော့ဖြစ်သွားသေးတာပဲဒါကနားလဲတဲ့ဥပမာနဲ့ပြောပြတာပါနားလဲတဲ့ဥပမာပြောပြလူတွေရဲ့တဏ္ဍာမှာထင်ဟမှုဆိုတာလေးတွေကရှိတတ်တယ်ပေါ့ထင်ဟမှုဆိုတာရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဗုဒ္ဓဆိုတဲ့ခုံတော်ကြီးကိုနားလဲအောင်သဘောပေါက်ပြောမယ်ဆိုရင်သိเสียရှိသမျှတွေကိုဘာပဲဖြစ်ဖြစ်အမှန်ကန်ကိုယ်တိုင်သိတာ
မှန်ကန်သိတော်မူလို့ဗုဒ္ဓလို့ခေါ်တယ်အဲ့ဒီဗုဒ္ဓဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ပြန်တဲ့အခါသိသူလို့အဓိပ္ပာယ်ပြန်နောက်တစ်ခုကတော့နိုးကြားသူဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့ရတယ်နိုးကြားသူပွင့်လင်းသူဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့နိုးကြားတယ်ဆိုတာမသိတဲ့လူတွေကအိမ်မောကြနာနဲ့တူတယ်သိတဲ့လူကနိုးတဲ့လူနိုးမှသိတယ်လေအိပ်ပျော်နေရင်ဘာမှမသိဘူးအိမ်မှာသခိုးဝင်ခိုးသွားဘာမှမသိဘူးအိပ်ပျော်နေတာနိုးပြီဆိုရင်သိတယ်လေအဲ့ဒါလိုပဲမြတ်စွာဘုရားအမှန်တရားကိုသိတယ်ဆိုတော့နိုးတရားတွေရဲ့ဒီမောဟတိဟုသောတွေ့ဝေခြင်းဆိုတဲ့အိပ်ပျော်ခြင်းကနေနိုးထလာလို့အမှန်တရားတွေကိုသိတယ်လို့ဒီလိုဆိုတာအဲ့ဒီဗုဒ္ဓဆိုတဲ့ဒီခုံရည်ချင်းဟာအမေကပေးတာလားဆိုမဟုတ်ဘူးအဖေကပေးတာလားမဟုတ်ဘူးဆွေမျိုးကြံတိတွေကပေးတာလားမဟုတ်ဘူးနတ်မြမာတွေကပေးတာလားလို့ဆိုလည်းမဟုတ်ဘူးမိမိကိုယ်တိုင်ကြင်ကြံကြိုးကုပ်အားထုတ်ပြီးတော့အားထုတ်တယ်သင်ယူတယ်ဆိုတာအသိဉာဏ်ရအောင်မိမိကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းကြောင့်ရလာတဲ့အသိဉာဏ်မျှတာဖြစ်တယ်ဒါကြောင့်မို့အသိပညာဆိုတာကိုယ်တိုင်ကြိုးစားပြီးတော့ရယူကြရတာဖြစ်တယ်ကိုယ်တိုင်မသိမဲနဲ့ရနိုင်တဲ့ပညာရဆိုတာလောကကြီးမှာမရှိပါဘူးကိုယ်တိုင်ကြိုးစားသင်ယူမှသာလည်းရနိုင်တာဖြစ်ပါအေးမြတ်စွာဘုရားမှာလဲဗုဒ္ဓဆိုတဲ့အသိဉာဏ်ကြီးဟာသူများပေးအပ်တဲ့အသိဉာဏ်မဟုတ်ဘူးကိုယ်တိုင်ကျင့်ကြံကြိုးကိုအထုတ်လို့ရတဲ့ပညာရတာဖြစ်တယ်လို့ဒီဘုရားရဲ့အသိဉာဏ်ကြီးမားမှုအာယုံပြုပြီးတော့ဒီစိတ်ထဲမှာကြည်နူးဝမ်းသာမှုရအောင်ကြိုးစားအထုတ်ကြလောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်သံဃာကိုအာယုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်လို့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဘုရားကိုအာယုံပြုဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှင်းတော့ကကျမ်းစာတစ်စာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ကျမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်ဖို့တော်ခဲတယ်အမှန်တမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလုပ်တာအစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းခဲရင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနှောင့်အယှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုဈာဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာပါဠိစကားအန္တရာယဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်ဖို့အတွက်ရှေးဥစွာဘုရားကိုရှိခိုးကြတယ်ရှိခိုးပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်
ဂျားဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန်တာပြီးသားဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရတယ်လဲလို့ဆိုဖရာကိုအာယုပြုပြီးတော့ဘုရားနုတ္တိကိုများများပွားမယ်ဘုရားနုတ္တိကိုပွားတယ်အဲ့တော့ဖရာရှိခိုးတာတမန်ဩဃာတနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလုပ်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုနဲ့သူတို့နဲ့မိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အနေနဲ့မရောက်အောင်သူတို့ကကြည့်ရှုပြီးလူမပြောနဲ့လေဒီတမ္မာမပြောနဲ့အိမ်နာနီးချင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မသိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်နာနီးချင်းနဲ့တဲ့မှအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်နှတ်တို့ကိုဆောင်နှတ်တို့သွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘယ်သူနဲ့မှရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်မျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရကြောက်လို့သာပြန်မလုပ်တာရှိမယ်နော်ဒီကောင်တွေကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေတခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးနဲ့မျက်စောင်းဆိုကြည့်တယ်သူတို့အမြဲတမ်းငါမြတ်ဘာလုပ်မလဲဆိုပြီးဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေအဲ့တော့ဘသူနဲ့မှရံမဖြစ်ဘဲနဲ့မေတ္တာသက်ရောက်အောင်လုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလုပ်တိုင်းဖိတ်ကြားပြီးတော့သူတို့ကိုအရေးတယူလုပ်ပေးတာမိတ်ဆွေတောင်မှလမ်းတွေ့ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်ရင်းနှီးတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်မှာပဲနောက်ကြလူချင်းတောင်ဒီလိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုယ်တိုင်ကရှင်ထဲကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေများများပွားပြီးတော့လုပ်မယ်ဖရာကိုအာရုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတယ်မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှန်ပေါ်ရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းအကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပိုးဆိုးတာအဲ့ကြလို့ရှိရင်ပိုးဆိုးသွားနိုင်တယ်အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလှည့်အပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ပုံလုပ်နည်းရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဘုရားကိုအာရုံပြုမယ်စင်မိပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဦးစားပေးတယ်နော်တောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့မျိုးဖြစ်အောင်လုပ်အောင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာဆူတောင်းစာဝဲအောင်လို့ရှိရင်ဒီ9လုံးပါပါစေ6လုံးပါပါစေထိုင်သာဆူတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဆူတောင်းရုံနဲ့ဘယ်ရမှမရဘူးဆူတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်ဆူတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝိရိယတို့အတိညာဏ်တို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒါလို့
အကြောင်းအကျိုးစီလျော်စွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒီလိုအချက်တွေကိုသိတာကိုလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခသိန်းကိုသိစွမ်းနိုင်တဲ့အသိဉာဏ်ရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်လောကမှာတရားတွေအလုံးထဲမှာသီလအားဖြင့်သမာဓိအားဖြင့်ပညာအားဖြင့်အမြင့်မြတ်ဆုံးလို့ဆိုရတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေကိုတလောကလုံးကအတိမတ်ပြုထားတယ်ထင်တယ်အရဟံဆိုတဲ့ဂုဏ်တော်ပြီးတဲ့နောက်မှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ကိုဖော်ပြထားတာဖြစ်ပါတယ်ဘုရားဘာသာဝင်သူတော်စင်တွေနေ့စဉ်နဲ့အမျှရှိခိုးနေကြတဲ့နမောတတ္တဆိုတဲ့ထဲမှာလဲနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုထုတ်ပေါ်ပြီးတော့ရှိခိုးကြတာကြည်နူးအားရတဲ့စိတ်ဓာတ်နဲ့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုထုတ်ဖော်ကြတာဖြစ်တယ်ဘုရားဂုဏ်တော်တွေကိုသိရှိနားလည်ဖို့ဆိုတာဟာတရားတရားရှိုံနဲ့မဖြစ်နိုင်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကမှမြတ်စွာဘုရားရဲ့ဂုဏ်ရည်ချင်းတွေကိုအကုန်သိနိုင်စွမ်းရှိတယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာတွေဟာပညာအရည်ချင်းတိုးတက်လာအောင်ကြိုးစားကြရတာယုံကြည်မှုတရားတက်နဲ့တော့အလုံးမဖြစ်ဘူးအသိပညာတိုးတက်အောင်ကြိုးစားကြရတာကြိုးစားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်မှာအခုလိုဂုဏ်ရည်တွေနဲ့ပြည့်စုံတယ်သို့မဟုတ်ဒီလိုဂုဏ်ရည်တွေရှိတဲ့ပုဂ္ဂိုလ်မှသာလောကမှာအာကိုတိုက်တဲ့ပုဂ္ဂိုလ်အစစ်ဖြစ်တယ်လို့ဆိုတာခံယူလာကြရမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှင်သူကလည်းဖရာငါကလည်းဖရာလောကမှာဖရာဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအရှုရှုဖရာမှန်သမျှရဲ့နောက်ကလည်းနောက်လိုက်နောက်ပါတွေကရှိကြတာနောက်လိုက်နောက်ပါရှိသည့်အတွက်ကြောင့်ဖရာအစစ်မှန်ဆိုတာဘယ်လိုအရည်ချင်းတွေနဲ့ရှိမှဘယ်လိုအရည်ချင်းပြည့်မှဖရာအစစ်မှန်ဖြစ်တယ်ဆိုတာစံသတ်မှတ်ထားတာရှိတယ်ပေါ့ဒီနေရာမှာဒီ tourist guide လုပ်နေတဲ့တက္ကသိုလ်တယောက်ကလျှောက်ထားဘူးတယ်သူလျှောက်ထားတာတခြားတော့မဟုတ်နိုင်ငံသားတွေကဗမာပြည်လာတဲ့အခါမှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့နိုင်ငံသားတွေကမေခွန်းထုတ်လေရှိကြတယ်တဲ့ဂေါရမဗုဒ္ဓကသူကိုယ်သူငါဖရာလို့ပြောတာလားသို့မဟုတ်သူကိုယ်သူဖရာလို့ကြေညာတာလားသို့မဟုတ်တစုံတစ်ယောက်ကဖရာဖြစ်ပြီလို့ထုတ်ပြန်ကြေညာပေးတာလားအဲ့တော့ဖရာဆိုတဲ့စံကိုကျွတ်တင်သတ်မှတ်ထားတာရှိသလားဘယ်စံနေရဖရာလို့ခေါ်ရတာလဲလို့ဆိုတဲ့မေးခွန်းကိုမေးလိရှိကြတယ်သိကျင်လို့မေးတာလဲပါနိုင်တယ်ပေါ့ဟောလူတိုင်းဟာမိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာတရားဆိုတာရှိတာအဲ့တော့သူတို့ဒီလိုမေးတဲ့အခါမှာမဖြေနိုင်ကြဘူးပေါ့လေမဖြေနိုင်ကြဘူးအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကသူကိုယ်သူဖရာလို့ထုတ်ဖို့ကြေညာတာလားသို့မဟုတ်တစုံတစ်ယောက်ကကိုတော်ဖရာဖြစ်ပြီလို့လာပြီးတော့ပြောလို့ဖရာဖြစ်သွားတာလားလို့ဆိုတဲ့အခါကျတော့နော်မေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကသူဖရာဖြစ်သွားပြီဆိုတာကိုထုတ်ဖို့ကြေညာတာဖြစ်တယ်ထုတ်ဖို့ကြေညာမြတ်စွာဘုရားကိုတစုံတစ်ယောက်ကနေအရှင်ဘုရားဖရာဖြစ်သွားပါပြီလို့
လာပြောလို့ဖျားဆိုတဲ့အဓိပ္ပာယ်ကိုယူတာမဟုတ်ဘူးဒါကတစ်ခုဖျားဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်အချင်းတွေဟာကြိုတင်သတ်မှတ်ထားတာတွေရှိသလားဆိုတော့ပညာရပ်နဲ့ပတ်သက်လာတဲ့အခါမှာသတ်မှတ်ချက်တွေရှိတယ်လို့ဒီလိုပြောရမှာဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာရုပ်လက္ခဏာကြည့်မယ်ဆိုလို့ရှိရင်32ပါးသောယောက်ျားမြတ်လက္ခဏာတွေနဲ့ပြည့်စုံရမယ်ဒါတစ်ခုတရားဓမ္မကိုမြည်သူထံကမှနိခန္ဓာမဟုတ်ဘဲနဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်သိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အဲ့ဒါလို့သိတယ်ဆိုတဲ့နေရာမှာဓမ္မစကြာတရားထဲမှာကြည့်လေဧဝံတိပရိဝတ္တံဒွါရတာကာရံယထာဘူတံညာဏထတနံသူဝိတုဒ္ဒံဟောတိမြတ်စွာဘုရားကဒီသစ္စာ၄ပါးနဲ့ပတ်သက်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတိပရိဝတ္တလို့ဆိုတယ်သစ္စာတစ်ပါးတစ်ပါးမှာကိစ္စညာကတညာသစ္စာညာကိစ္စညာကတညာလို့အသိဉာဏ်၃မျိုးရှိတယ်သစ္စာညာဆိုတာအမှန်တရားဟာဒါပဲဒီတယ်မပေါ်ဘူးဒါတိတိကျကျပြောနိုင်တယ်ပေါ့တိတိကျကျပြောနိုင်အမှန်၄ပါးအရိယပုဂ္ဂိုလ်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်တဲ့သို့မဟုတ်အရိယပုဂ္ဂိုလ်တွေသိရတဲ့အမှန်တရား၄ချက်အရိယသစ္စာ၄မျိုးဆိုတာဒီတယ်လည်းမပေါ်ဘူးဒီတယ်လည်းမလျော့ဘူးဒုက္ခသစ္စာဆိုတာလည်းဒါအကုန်ပဲကျန်တာမရှိဘူးသမုဒိယဆိုတာလည်းဒါအကုန်ပဲនិရောဓမဂ္ဂဆိုတာလည်းဒါအကုန်ပဲအတိုင်းတာအကန့်အသတ်နဲ့တကွအကျဉ်းချံမရှိသိတာအမှန်တရားကိုအမှန်တရားလို့သိတာသစ္စာဉာဏ်လို့ခေါ်တာအဲ့ဒါလို့သိတာဒီသစ္စာကိုပိုင်းခြားသိတာဖြစ်သောကြောင့်သစ္စာဉာဏ်ဒါဖြင့်ဒီသစ္စာဆိုတာဘာလို့เสียလဲလို့မေးလို့ရှိရင်ဒုက္ခသစ္စာဆိုတာပိုင်းခြားပြီးတော့သိအောင်လုပ်ဖို့ပဲသိရမယ့်သစ္စာဖြစ်တယ်ဖယ်ရမှာမဟုတ်ဘူးမျက်မှောက်ပြုရမှာမဟုတ်ဘူးတိုးပွားလာအောင်လုပ်ရမှာမဟုတ်ဘူးသိဖို့ဟာသူ့အတွက်အရေးကြီးတာသိဖို့ပဲဒုက္ခသစ္စာဆိုတာဒါတွေလို့ပိုင်နိုင်သိနိုင်ရမယ်အဲ့ဒါလို့သိတာဟာလုပ်ငန်းသဘောကိုသိတာဖြစ်သောကြောင့်ကိစ္စဉာဏ်လို့ခေါ်တယ်သမုဒိယသစ္စာဆိုတာဖယ်ရှားရမယ့်သစ္စာမျိုးဖြစ်တယ်သူဟာမျက်မှောက်ပြုရမှာမဟုတ်ဘူးတိုးပွားအောင်လုပ်ရမှာမဟုတ်ဘူးဖယ်ရှားပြရမယ့်အရာဖြစ်တယ်လို့ကိစ္စလုပ်ငန်းသဘောအဖြစ်သိတာကိစ္စညာនិရောဓသစ္စာဆိုတာမျက်မှောက်ပြုရမယ်မျက်မှောက်ပြုတယ်ဆိုတာကိုယ်တိုင်တွေ့အောင်ကိုယ်တိုင်သိရှိအောင်လုပ်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒါဟာនិရောဓသစ္စာကသိဖို့ကိုယ်တိုင်မျက်မှောက်ပြုနိုင်ဖို့မဂ္ဂသစ္စာဆိုတာကြတော့ကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ပြီးတော့ဖြစ်ပြီးလို့ရှိရင်တိုးပွားအောင်လုပ်ရမယ်အဲ့ဒါလို့ဒုက္ခသစ္စာကပိုင်းခြားသိရမယ်သမုဒိယသစ္စာကဖယ်ရမယ်និရောဓသစ္စာကမျက်မှောက်ပြုရမယ်မဂ္ဂသစ္စာကတိုးပွားအောင်လုပ်ရမယ်လို့လုပ်ငန်းသဘောသစ္စာ၄ရာဟာလုပ်ငန်းသဘောချင်းမတူဘူးအဲဒီမတူတဲ့လုပ်ငန်းသဘောကိုပိုင်းခြားသိတာကိုကိစ္စဉာဏ်လို့ခေါ်တယ်ဒါလောကီလက်တွေ့အနေနဲ့လည်းဒီလိုပဲကြည့်တာပဲဒီလိုပဲကြည့်ရမှာဘယ်ကိစ္စပဲဖြစ်ဖြစ်ဒါကဘာလုပ်ဖို့လဲဒါကသိဖို့နော်သိဖို့ဆိုတာတခုဖယ်ရမှာကတခုဒီလိုလာမှာပဲလေအဲ့တော့ဒါကကိစ္စဉာဏ်လို့ခေါ်တယ်ဟုတ်ပြီသိစရာတွေသိပြီးပြီလားဖယ်ရမယ့်ဟာတွေရောဖယ်ပြီးပြီလားမျက်မှောက်ပြုရမယ့်အရာကိုရောမျက်မှောက်ပြုပြီးပြီလားပွားများအားထုတ်ရမယ့်အရာရောအပြည့်အစုံပွားများအားထုတ်ပြီးပြီလားလို့ကိုယ့်အကိုမေးခွန်းထုတ်ပြီးတဲ့အခါမှာအေးသိရမယ့်အရာတွေအကျဉ်းချံမရှိအကုန်သိပြီးသွားပြီလုတ်ပြီးသွားပြီလို့ဆိုလိုတာအဲ့ဒါကတညာမယ်ဖယ်ရှားပြရမယ့်သမုဒိယသစ္စာကိုဖယ်ရှားပြီးသွားပြီမျက်မှောက်ပြုရမယ့်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုပြီးသွားပြီပွားများစေရမယ့်
မက္ခသစ္စာကိုလည်းပွားများခြင်းကိစ္စပြီးသွားပြီလို့လုံပြီးသွားပြီလို့သိတာဟာကတဉာဏ်လို့ဒီလိုဆိုလို့တယ်ပေါ့သစ္စာကိုသိတာကသစ္စာဉာဏ်လုပ်ငန်းသဘောကိုသိရတာလုပ်ရမယ့်အလုပ်ကိုသိတာကကိစ္စဉာဏ်လုပ်ပြီးပြီလို့သိတာကကတဉာဏ်လောကလူတွေလိုပေါ့နော်ထမင်းမွဲပြင်ဆင်ရမယ်ထမင်းကဘာလုပ်ရမလဲဆန်ကဘာလုပ်ရမယ်ထမင်းဖြစ်အောင်ချက်ရမယ်ဒါအလုပ်ငန်းတော့ဒါထမင်းဆိုတာဘာလဲသိတာနံပါတ်1အဲ့ဒီထမင်းကိုဘာလုပ်ရမှာလဲလူတွေစားဖို့ရအတွက်ပြင်ဆင်ရမယ်ချက်ပြောရဟောဒီလိုသိတာတခါချက်ပြီးပြီဆိုတာလည်းသိသွားတယ်ဒါလုပ်ငန်းသဘောဘယ်ဟာပဲဖြစ်ဖြစ်ဒီတိုင်းကြီးပဲလေအဲ့ဒီလိုအဆင့်30နဲ့သိရှိသဘောပေါက်သွားတာအဲ့ဒါကိုတိပရိဝတ္တသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သိမှု၃ရပ်နဲ့သိမှပြည့်ပြည့်စုံစုံဖြစ်တယ်ဟောနောက်တစ်ခုအဲ့ဒီဟာသစ္စာတစ်ပါးတစ်ပါးမှာ၃ခုဆိုတော့သစ္စာ၄ပါးကျတော့12ခုဖြစ်သွားတယ်အဲ့ဒါကိုဒွါရတံကာရံလို့ဆိုဘယ်လိုသစ္စာနဲ့ပတ်သက်လာတဲ့အခါအကျွင့်ကြံမရှိတော့ဘူးအကုန်လုံးသိတယ်သစ္စာဆိုတဲ့အပိုင်းခြားကိုလည်းသိတယ်လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်ကိုယ်တိုင်လုပ်ပြီးပြီဆိုတာလည်းသိတယ်ဘုန်းကြီးတို့တွေကြတော့ဒီ၃ခုစလုံးထဲမှာသစ္စာဆိုတာသိဖို့ကြိုးစားနေကြတော့မယ်လုပ်ရမယ်ဆိုတာလည်းပြီးစီလုပ်ရမယ်ဆိုတာသင်ထားလို့ရှိရင်သိသွားပြီဒါပေမဲ့လုပ်ပြီးပြီဆိုတာကြတော့မဖြစ်သေးဘူးတန်လန်းကြီးတွေဖြစ်နေသေးတယ်ပေါ့ပြီးလို့မပြီးသေးဘူးပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြတော့ကြည့်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာသစ္စာ၄ပါးကိုလည်းသိပြီးသားဖြစ်တယ်ပိုင်းခြားသိတယ်ဘယ်သူမှပြောပြတာမဟုတ်ဘဲနဲ့သိတယ်လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်လုပ်ပြီးသားကိုလည်းသိတယ်အဲ့ဒီလိုသိတာယထဘူတံညာဏထတနံလို့ခေါ်တယ်အဲ့ဒီဉာဏ်ကြီးဒီပြည့်စုံမဖြစ်သေးသမျှဖရာလို့ငါဝန်မခံသေးဘူးလို့ပြောတာကြည့်လေအဲ့ဒီဉာဏ်၃ပါးသစ္စာ၄ပါးမှာဟောဒီတိပရိဝတ္တအလှအပြောင်း၃ခုဒွါရတကာရအချင်းအရာ12မျိုးသစ္စာ၄ပါးကိုအဲ့ဒီရှုထောင့်ကနေပြည့်ဝသိတဲ့ဉာဏ်ကြီးဟာပြည့်စုံသည်ဖြစ်သောကြောင့်ငါဟာလောကမှာဖျားဖြစ်ပြီလို့ကြေညာတာဆိုဒါစံမဲလေဒီစံကဘသူကသတ်မှတ်ပေးတာတုံးလို့ဆိုတော့လောကမှာတခါတည်းအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာသူသိကျင်တဲ့အတိုင်းအတာဆိုတာရှိတယ်အဲ့ဒီအတိုင်းအတာတစ်ခုလေးလာမှုကိစ္စတစ်ခုပြီးဆုံးသွားလို့ရှိရင်သူတို့ကိုသူငါသိကျင်တာတွေအကုန်သိသွားပြီဆိုတဲ့အတိုင်းအတာတစ်ခုဟောသိပ္ပံဆရာကြီးတွေလည်းဤတစ်ခုကို research လုပ်နေတဲ့အခါမှာအကုန်သိသွားပြီဒါတွေအဖြေအကုန်ထုတ်နိုင်သွားပြီဆိုရင်ဒါပြည့်စုံတယ်လို့ပဲပြောရမှာပဲလေဟောမြတ်စွာဘုရားကလည်းအဲ့ဒီလိုပဲစံသတ်မှတ်ထားတာအဲ့သတ်မှတ်ချက်စံအတိုင်းအသိဉာဏ်တစ်ခုရဲ့အတိုင်းအတာတစ်ခုနဲ့သိเสียနောက်ထပ်ကြံသေးသလားလို့ဆိုသစ္စာနဲ့ပတ်သက်ပြီးဘာမှကြံတော့လုံးဝပြည့်စုံသွားပြီအဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကရောဒီလိုမသိဘူးလားလို့ဆိုသိတယ်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေသိတာဟာမြတ်စွာဘုရားစီကနီးယူပြီးမှသိရတာကိုယ်ပိုင်ညာနဲ့သိတာမဟုတ်ဘူးမြတ်စွာဘုရားကြတော့ကိုယ်ပိုင်စတင်သိပြီးတော့အခုလိုပြဝစုံလင်းအကျွင်းကြံမရှိအောင်သိတာဖြစ်သောကြောင့်ဒါဗုဒ္ဓလို့ဆိုတာစံချိန်စံညွှန်းတစ်ခုအရာသူ့ကိုယ်သူဒီကလေးကလုံနိုင်တယ်လို့ဒီလိုဆိုတာနော်ဒီလိုလုပ်တာအဲ့တော့ဒီလမ်းကြောင်းဟာရှေးရခင်တွေကရှိခဲ့တော်လဲပဲဒီမဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းကြီးဟာပျောက်သွားတယ်ကတ္တဗဘုရားလက်ထက်ဘုရားဖြစ်တုန်းကကတ္တဗဘုရားကဖော်ထုတ်ထားခဲ့တယ်သို့တော့ဒီလမ်းကြောင်းကြီးကနှစ်ပေါင်းကြာတဲ့အခါကျတောဖုံးပြီးတော့ပြန်ပျောက်သွားတယ်ဒါလောကမှာလည်းဒီတိုင်းပဲလေလူတွေရှေးတုန်းကလှုပ်ခဲ့ပေမဲ့လို့နောက်ပိုင်းကျတော့ပြန်ပျောက်သွားတာပြန်ပျောက်သွားတာကိုပထမဆုံးပြန်ပြီးတော့ဖော်ထုတ်နိုင်တာဖော်ထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာထူးခြားတဲ့ပုဂ္ဂိုလ်ပဲလေဘယ်သူစီမှနီးယူတာမဟုတ်ဘူးဒီလမ်းကြောင်းကိုပြန်ပြီးတော့ရှာတွေ့တာဒါကြောင့်မို့တစ်ဖက်ကကြည့်ရင်ဆိုရင်လမ်းဟောင်းလို့ပြောတယ်
မြတ်စွာဘုရားကိုယ်တိုင်ကမဂ္ဂင်၈ပါးအကျင့်တရားဟာလမ်းဟောင်းမှာဒါကြောင့်မြတ်စွာဘုရားကအသစ်ဆန်းလောက်တာမဟုတ်ဘူးလမ်းဟောင်းကြီးကိုပြန်ပြီးတော့ဖော်ထုတ်တာဒါကြောင့်မို့ဘုရားသိတာကို discover လို့ဒီလိုသုံးတာနော်တွေ့ရှိတာဖန်တီးတာမဟုတ်ဘူးတွေ့ရှိတာဒီလမ်းကြောင်းကြီးကိုပြန်ပြီးတော့တွေ့တာအဲ့ဒီတွေ့တဲ့လမ်းကြောင်းဟာတာမန်ပုဂ္ဂိုလ်တွေမတွေ့နိုင်တဲ့လမ်းကြောင်းပဲထူးခြားတဲ့အသိဉာဏ်နဲ့ကျင့်ကြံကြိုးကိုအားထုတ်မှသာတွေ့နိုင်တဲ့လမ်းကြောင်းဖြစ်လို့အလွန်ခက်ခဲတဲ့ဂံဗီရထောက်လို့မမီအောင်တာမန်ဉာဏ်ကလေးနဲ့အောက်ခြေထောက်နိုင်တဲ့စွမ်းရည်မရှိလို့ဂံဗီရအလွန်နဲ့တယ်အလွန်နဲ့သောကြောင့်ဒုဋ္ဌတဘယ်ဟာစမှမသိလောက်အောင်ကိုမြင်ရခက်တယ်နိပုဏအလွန်ကိုသိမ်မွေးတယ်ပန္တိတဝေရဏိယပညာရှင်နေတာသိနိုင်တယ်အတ္တကဝါစရိဝါစရာကြိုးကြောင်းဆင်ញင်တဲ့ logic နီးနဲ့လည်းပဲဒီတွက်ချက်ယူလို့မရနိုင်ဘူးလို့ဒီလိုပြောတာเนาะအဲ့ဒါတော့ဒီလေးနဲ့တဲ့တရားဓမ္မတွေဟာတွက်ချက်တဲ့နီးတွေနဲ့ကြောင်းကျိုးဆင်ញင်တဲ့ဒါတွေ logic နီးတွေနဲ့တွက်လို့လည်းမတွေ့နိုင်တဲ့အရာတစ်ခုသာဖြစ်တယ်အဲ့ဒါဟာမြတ်စွာဘုရားဖြစ်ဖို့အတွက်ဘုရားလို့သူ့ကိုယ်သူပြောနိုင်တဲ့ဒီအရေးချင်းတစ်ခုပဲထို့သုတ်တန်နေမှာဒီလိုပဲမြတ်စွာဘုရားဟာဉာဏ်ရည်ဉာဏ်သွေးနဲ့ပတ်သက်ပြီးတော့သူ့ကိုယ်သူဘုရားဖြစ်ပြီဆိုတာသူကိုယ်တိုင်ကြေညာချက်ထုတ်တာပဲကြေညာချက်ထုတ်တဲ့အခါငါဘုရားဖြစ်ပြီလို့ဆိုပြီးတော့ကြွားလုံးထုတ်တာမျိုးမဟုတ်ဘူးဒါတွေသိလို့ဘုရားဖြစ်တာဟောအချက်လက်နဲ့သေးသေးချာချာပြောတာဒါတွေသိပြီးမှငါဘုရားဖြစ်တယ်လို့ကြေညာတာမသိသေးဘူးဆိုရင်ငါဘုရားဖြစ်တယ်လို့မကြေညာဘူးလို့ဓမ္မစကြာတရားတော်မှာကြည်လေဏိဂုံးမှာဒီလိုဟောထားတာရှိတယ်ဒါကြောင့်မို့ဘုရားဆိုတာဖြစ်ဖို့ရာအတွက်စံတတ်မှတ်ချက်သိရမယ်နယ်ပယ်တွေဆိုတာရှိတာပဲနော်အမှန်တမ်းကျယ်ဝန်းတဲ့လောကကြီးတစ်ခုလုံးမှာကြီးမားတဲ့အသိဉာဏ်ကြီးနဲ့ဖုံးအုပ်ပြီးတော့တွေ့เสียရှိတာတွေအကုန်တွေ့သွားမှာဒီဉာဏ်ရဲ့လမ်းဟာဆုံးဒါကြောင့်မို့မြတ်စွာဘုရားကြတော့ယာဝတ္တကံညေယံတာဝတ္တကံညာဏနဲ့ယာဝတ္တကံညေယံသိเสียတွေရှိတဲ့အတိုင်းအတိုင်းတာဝတ္တကံညာဏဉာဏ်ကြီးကအကုန်လိုက်သိတယ်လို့ပြောဆိုလိုတာကမဲရှားမဲ့နှစ်ခုအတိုင်းအတာနှစ်ခုဟာသိเสียတွေကဒီလောက်ရှိရင်သိတဲ့ဉာဏ်ကလည်းအဲ့ဒီလောက်ရှိမယ်မပူဘူးလို့ပြောတာเนาะဒါဆိုလိုတာကတော့အကုန်သိတယ်လို့ဆိုလိုတာပြီးတော့ယာဝတ္တကံညာဏံတာဝတ္တကံညေယံသိနိုင်တဲ့ဉာဏ်ရဲ့စွမ်းရည်တတ္တိရောက်နိုင်တဲ့အတိုင်းအတာထိအောင်သိเสียတွေကလည်းအတိုင်းအတာတူတယ်လို့ပြောတာပို့ပြီးထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်သိเสียတွေကမိုင်းတစ်ထောင်ဆိုရင်ဉာဏ်ကြီးကလည်းမိုင်းတစ်ထောင်ပဲဉာဏ်ကြီးကမိုင်းတစ်ထောင်ဆိုရင်လည်းသိเสียတွေကဉာဏ်တစ်ထောင်ဆိုလိုတာကအသိဉာဏ်နဲ့သိเสียအကြောင်းအရာတွေဟာအဝင်ခွင့်ကြအပူအလိုမရှိလို့ဒီလိုပြောတာနော်ပို့လို့မရှိသိတာအဲ့ဒါလို့သိလို့မြတ်စွာဘုရားဟာသူကိုယ်သူဗုဒ္ဓလို့ကြေညာတစုံတယောက်ကလာပြီးတော့နော်အရှင်ဘုရားဗုဒ္ဓဖြစ်ပြီလို့လားကြေညာမှဘာမှမသိညာမှမသိအေးဟုတ်တယ်ငါဗုဒ္ဓဖြစ်ပြီဒီလိုပြောရတာမျိုးမဟုတ်ဘူးအသိဉာဏ်အခုလို့ထိုသုတ်တန်တွေမှာမြတ်စွာဘုရားဟာဘုရားဖြစ်ကိုကြေညာပြီးတော့ပြောတဲ့စကားလုံးတွေရှိတယ်ပေါ့ဒီတိုင်းတာတစ်ခုနဲ့ဘုရားဆိုတာကိုပြောကြရတာဖြစ်တယ်ပေါ့အေးသမ္မာသမ္ဗုဒ္ဓဆိုတဲ့စကားလုံးလေးကိုကြည့်သမ္မာဆိုတာအမှန်အကန်တန်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဗုဒ္ဓသိเสียတွေကိုသိတယ်ဒီစကားလုံးကသုံးလုံးပေါင်းစပ်ထားတာဗုဒ္ဓဆိုတာသိတဲ့အသိဉာဏ်သိသူဘယ်လိုသိတာတော့ဆိုကိုယ်ပိုင်ဉာဏ်နဲ့သိတယ်တန်ဗုဒ္ဓကိုယ်ပိုင်ကိုယ့်ဘာကိုသိတာသူများသိတယ်ဆိုတာသူများပြောလို့သိတာရှိတယ်နော်သင်ထားလို့သိတာရှိတယ်ဒီလိုသိတာမျိုးတွေသူများလောက်တာကြည့်ပြီးတော့သိတာရှိတယ်အဲ့ဒီလိုဟာမျိုးမဟုတ်ဘူးတဲ့ကိုယ်ပိုင်ဉာဏ်နဲ့သိတာ
သူများစီကတဆင်ကြားပြီးမှသိတဲ့အသိမျိုးမဟုတ်ဘူးအဲ့ဒီသိတဲ့အသိဟာလည်းလွဲမှားမှုမရှိဘူးဆိုတာတမ္မာအမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียမှန်သမျှကိုသိလို့တမ္မာသမ္ဗုဒ္ဓလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့အမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียရှိသမျှကိုသိတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲလောကမှာပညာရတ်တွေကလည်းအများကြီးသိเสียတွေကလည်းအများကြီးသို့တော့သိเสียတွေတည်းမယ်ဒီတရားဝါတွေအတွက်အကျိုးဖြစ်ဖို့လို့မိမိတဏ္ဍာမှာကိလေသာတွေကုန်ခန်းဖို့လို့ဒီလိုဒီအကျိုးရှိမဲ့သိမှုတွေကိုသာဒီနေရာမှာဆိုလိုတာဖြစ်တယ်အေးမင်းထမင်းစားပြီးပြီလားမစားရသေးဘူးလားဒီအတိကပါတတ်မို့ရှိဘာမှတန်ဖို့မရှိဘူးလေလူတယောက်ထမင်းစားပြီးပြီလားမသိကဲသိတော့ရောဘာဖြစ်လဲဘာဖြစ်ဘူးမသိတော့ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးအဲ့ဒီလိုအတိမျိုးကိုမဆိုလိုဘူးဒီအတိတစ်ခုဟာဒီလင်းငယ်နဲ့သွားပြီးတော့ဘဝခရီးမှာမိရှုတဆောင်လို့သိတဲ့အတိမျိုးလောကမှာသိတယ်ဆိုတိုင်းပညာနဲ့သိတာလို့မအောင်မေးလေနဲ့အလကားအတိတွေကလည်းအများကြီးပဲရှိတယ်ပေါ့အကျိုးမရှိတဲ့အတိတွေကလည်းအများကြီးအဲ့ဒီအတိမျိုးဆိုလိုတာမဟုတ်ဘူးလူတကာမသိနိုင်တဲ့လျှို့ဝှက်ခက်ခဲနေနေတာကိုသိတဲ့ဟာမှတကယ်ကိုသိเสียလို့ပြောရမှာပဲနော်တခါတခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကယဟန်တော်တွေခရီးဝေးကနေကြွလာတဲ့အခါမှာမေးတယ်ယဟန်ဘယ်ကနေလာခဲ့တာလဲလို့မေးတယ်တချို့ကတွေးတယ်ဖះပဲမသိဘူးလားဘာလို့မေးနေရတော့နော်ဖះပဲမသိဘူးလားဘာလို့မေးရတာလဲနေကောင်းရဲ့လားကြမ်းမာရဲ့လားမေးတယ်ဖះပဲမသိဘူးလားပေါ့မသိလို့မေးတာမဟုတ်ဘူးတခါတရံဟာအတိညာလို့ဆိုပေမဲ့လို့အတိညာဆိုတာအသုံးချမှသိတယ်မျက်စိဆိုတာလည်းမှိတ်ထားရင်မြင်ရတာမဟုတ်ဘူးဉာဏ်ကလည်းစဉ်းစားရမှာဖြစ်တယ်ကဲမျက်စိနှလုံးဖွင့်ပြီးတော့ကြည့်အောင်မျက်စိမှုန်တဲ့လူကသူမြင်နိုင်တဲ့အတိုင်းတာနည်းနည်းလေးပဲရှိတယ်ပြုကျင်တဲ့လောက်ပြုသူမြင်မှဒီလောက်ပဲမြင်မှာပဲအမြင်ဉာဏ်ကလည်းမတူဘူးလေအဲ့တော့မေးတိုင်းမသိလို့မေးတာတော့ဒီလိုမဟုတ်ဘူးနော်မသိဘူးဆိုတိုင်းကလည်းပဲဟိုအရေးပါတယ်မသိမှုဘယ်ကလာတော့ဆိုတာမသိတော့ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးဆင်ញင်လိုက်ရင်တော့မြတ်စွာဘုရားမှာအကုန်သိတယ်မဆင်ញင်မဲနေရင်တော့မသိဘူးဒါကဆိုလိုတာကမျက်လုံးကိုအသုံးမချရင်မမြင်ဘူးဒါဟုတ်တယ်လေအသုံးမချဘဲနဲ့မြင်နေလို့ရှိရင်ကြောင်တောင်ကြီးဖြစ်နေမှာပေါ့မိတ်ထားလဲမြင်နေတာမျိုးဖြစ်နေမှာပေါ့အဲ့ဒီနေရာမှာမြတ်စွာဘုရားနဲ့ခစ်ပြိုင်ပုရဏကတ္တဝတို့ဘာတို့ကလဲသူတို့ကလည်းသဗ္ဗညုတဉာဏ်သူတို့မှလည်းရှိတယ်ဆိုပြီး omnipresent omniscient ဆိုရယ်အလုံးကိုသိတဲ့ဉာဏ်ကြီးဟာ omnipresent အမြဲတမ်းရှိနေတယ်သူဉာဏ်ကြီးကအမြဲတမ်းရှိဘယ်လောက်ထိအောင်ရှိတယ်ဆိုလို့ရှိရင်သွားနေလဲဒီဉာဏ်ကြီးကရှိနေတယ်နောက်ဆုံးမှအိတ်နေလဲဉာဏ်ကြီးကရှိတယ်မိထွန်းထားတယ်လို့ပေါ့ဉာဏ်ကြီးကလင်းနေတာအမြဲတမ်းရှိနေတယ်ပေါ့သူတို့ကအဲ့ဒါလိုလက်ခံတယ်မြတ်စွာဘုရားကိုအဲ့ဒီလိုပုရဏကတ္တဝါတို့လိုသွားနေရင်ထိုင်နေရင်အိပ်ပျော်နေရင်သဗ္ဗညုတဉာဏ်တော်ကြီးဆိုတာကိုလက်ခံမလားလို့ဆိုတော့မြတ်စွာဘုရားလက်မခံဘူးအဲ့ဒီလိုဉာဏ်မျိုးငါမှမရှိဘူးတဲ့ဟုတ်တယ်လေအိပ်နေတော့သိတဲ့ဉာဏ်မျိုးကတော်တော်ထူးဆန်းတဲ့ဉာဏ်ပဲလေအိပ်နေပါတယ်ဆိုမှဘယ်သိမှာတော့အိပ်နေတော့ကဘယ်သိမှာတော့အဲ့တော့မြတ်စွာဘုရားဝေဖန်ပြတယ်အေးအဲ့ဒါလိုဉာဏ်ကြီးရှိနေတယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လို့လမ်းမှားတာလဲတဲ့နော်တခါတခါလမ်းမှားတယ်တခါတခါခွေးစိုးနဲ့တွေ့လို့အကြိုက်ခံရတယ်ဒီဉာဏ်ရှိတယ်ဆိုတခါတခါကျတော့ခြေထောက်ဆူဆူတယ်ဩလမ်းမှားသွားတာတကယ်၍သာအကယ်၍သာအဲ့ဒါလိုဉာဏ်ကြီးကမိထွန်းထားတယ်လို့အမြဲတမ်းလင်းနေတဲ့သဗ္ဗညုတဉာဏ်ရှိရင်မှားယွင်းစရာတခုမှမရှိဘူးအဲ့ဒါလိုဝေဖန်ပြဘူးတဲ့မြတ်စွာဘုရားမြတ်စွာဘုရားမှာရှိတဲ့သဗ္ဗညုတဉာဏ်ဆိုဒီမှာဘယ်လိုဟာလဲ
သိကျင်လို့ဉာဏ်ကိုအသုံးချလိုက်တာနဲ့တပြိုင်နက်ရှင်းကနေလင်းကနေအကုန်လုံးအဖြစ်ထုတ်နိုင်တဲ့ဉာဏ်ကိုဆွလို့တယ်အမြဲတမ်းလင်းချင်းနေတာကိုပြောတာမဟုတ်ဘူးဒါကအလွန်တဘာဝကြတယ်ဓာတ်တောင်မှတအိမ်နဲ့ထည့်ထားပြီးအသုံးမပြုလို့ရှိရင်ဓာတ်ကပြတ်မှမပြတ်တာသူ့ဟာနဲ့သူတဘာဝကြကြအသုံးချပြီဆိုလို့ရှိရင်ဓာတ်ကပြတ်တယ်လေအဲ့တော့အသုံးမချဘဲနဲ့စွမ်းရည်ထက်နေတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာဟုတ်လောကတဘာဝနဲ့စွမ်းရည်ဆိုလိုတာကမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးဆိုတာသိချင်လို့ကြည်လိုက်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်တူတယောက်ရဲ့အနေထားတွေကိုကြည်လိုက်တယ်ဒီပုဂ္ဂိုလ်ဟာခုဘာတွေတွေးနေတာလဲဘာကြောင့်ဒါတွေတွေးနေတာလဲသူအတိတ်တုန်းကရောဘာတွေလုပ်ခဲ့တယ်လဲဆိုတာတတိတန်းကြီးရှုပ်ဝက်ချက်တစ်ခုမှမရှိအောင်အကုန်လုံးမြင်တာနော်သူ့ရဲ့နောက်ကြောင်းရာဇဝင်အကုန်လုံးဒီနေ့စိတ်တွေသဘောထားတွေကဘာဖြစ်လို့သူ့မှာဖြစ်နေရသလဲလူတယောက်ရဲ့စိတ်ကိုဒီ16ချက်16မျိုးခွဲပြီးတော့မြတ်စွာဘုရားတက္ကနာအတွင်းအကုန်သိနိုင်ဟောသဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်လိုက်လို့ရှိရင်ဓမ္မရဲ့တတ္တိတွေသိရမယ့်တရားတွေအကုန်လုံးဘုရားမှာဆုတ်ပိတ်ထားလို့မသိဘူးခေါင်းကုပ်ပြီးစဉ်းစားရတယ်ဆိုတာမရှိဘူးသိကျင်လို့ကြည့်လိုက်တာနဲ့တပြိုင်တည်းအကုန်လုံးဉာဏ်တော်ရဲ့ရှေ့မှာရောက်လာအဲ့ဒီစွမ်းရည်တတ္တိရှိတဲ့သဗ္ဗညုတဉာဏ်လို့ဒီလိုခေါ်တယ်ဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံတောင်မှပဲလေဒီကိုလည်းလေးလည်းမလေးလာဘူးမြတ်စွာဘုရားအကြောင်းလည်းတည်တည်ချာချာစာရီဖတ်ထားတာမရှိတော့သဗ္ဗညုတဉာဏ်ဆိုတာရှိသလားဆိုပြီးတော့မေခွန်းထုတ်ပြီးတော့သဗ္ဗညုတဉာဏ်မရှိဘူးဆိုပြီးတော့တစ်ချိန်တုန်းကမြန်မာပြည်မှာစာဆောင်တစ်ခုထုတ်ဖူးတယ်ပေါ့နော်နာမည်ကဇောက်ထိုးတဲ့ဟုတ်ပါပဲလေသူကဇောက်ထိုးကြည့်တာကိုတဲ့ကြည့်တာမဟုတ်ဘူးတော့အဲ့ဒါလို့ကိုကဉာဏ်မမီတာကိုဖျားသွားပြီးတော့ပြောတာဖြစ်နေတယ်ပေါ့အကယ်၍ကိုဉာဏ်မီနိုင်မယ်ဆိုလို့ရှိရင်တော့ပြောစရာတခုမှမရှိဘူးလေ့လာဖို့ပဲလိုအပ်တယ်ပေါ့အသိဉာဏ်ဆိုတာဥပမာတခုကြည့်မယ်ဆိုရင်စိတ်ပညာသင်ထားတဲ့ဆရာဝန်တယောက်မြင်တဲ့အမြင်မျိုးကိုတာမန်လူတယောက်ကဘယ်လိုလုပ်မြင်နိုင်ဘူးမမြင်နိုင်ဘူးအဲ့တော့ပညာရက်ဆိုတာသူ့ဟာနဲ့သူရှိတယ်သူ့ဟာနဲ့သူရှိတာကိုမလေးလာပဲနဲ့မဟုတ်ဘူးလို့ပြောလို့လည်းရတာမှမဟုတ်တာကိုလောကကြီးမှာနော်ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကဒီအမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียရှိသမျှတရားဓမ္မကိုသိတယ်လို့ဆိုတာဟာဒီသစ်ပင်ကဘာနော်ဒါအသုံးချတယ်လို့ဒီလိုသိတဲ့အသိမျိုးတွေကိုပြောတာမဟုတ်ဘူးဒါတွေကအမှန်လေးလာမှတ်သားပြီးတော့တင်ညာနဲ့သိတဲ့အသိမျိုးတွေအများကြီးပဲလောကအရေးပါတဲ့အသိလို့မဟုတ်ပြောရမှာမဟုတ်ဘူးနော်ထမင်းချက်တဲ့အခါကျတော့ဘယ်နှပွက်စုရင်ဆံကနူးသွားတယ်ဆိုတဲ့အသိမျိုးဒီအသိကသိเสียဒီလိုအစင်းမြင့်တဲ့အသိမှမဟုတ်တာပဲအဲ့တော့မြတ်စွာဘုရားသခင်ကိုတော်မြတ်သိတယ်လို့ဆိုတဲ့အသိဟာသူတစ်ပါးလက်လန်းမမီတဲ့အသိမျိုးတွေကိုဒီနေရာမှာယူရမှာနော်ဟုတ်ပြီနံပါတ်1သမ္မာသမ္ဗုဒ္ဓရဲ့အရည်ချင်းလေးဂုဏ်တော်ရဲ့အရည်ချင်းဟာဘာကြောင့်မြတ်စွာဘုရားကိုသမ္မာသမ္ဗုဒ္ဓလို့ဆိုရတယ်လဲသမ္မာသိတာတွေအမှန်ကန်ပဲသိတယ်လွဲမှားတာမရှိဘူးတန်ကိုယ်ပိုင်ဉာဏ်နဲ့သာသိတယ်ဟုတ်ပြီမြတ်စွာဘုရားလောင်းတော်တောထွက်လာပြီးတဲ့နောက်မှာထိုခေတ်ကမကရတိုင်းမှာဘာသာတရားကိုကျင့်ကြံကြိုးကုပ်အထုတ်နေကြတဲ့ဓမ္မယောဂီကြီးတွေအများကြီးရှိတယ်သူနီးသူစနစ်နဲ့သူကသူအထုတ်တာသမထကျင့်စဉ်တွေမှာပေါ့ပေါ့ရောက်ရောက်အောင်မြင်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီဆရာတွေစီဂေါတမဗုဒ္ဓသွားရောက်ပြီးတော့ချင့်ကပ်တယ်စာပေထဲမှာမှတ်တမ်းတင်ထားတာ2ဦးသာရှိတယ်2ဦးကကြမှာကမယ်ပေါ့ဘုရားလောင်းအနေနဲ့ချင့်ကပ်လိုက်တဲ့အခါမှာပထမဆုံးဘယ်သူနဲ့တွေ့တုံးဆိုအာလာရဆိုတဲ့ယသိကြီးနဲ့တွေ့တယ်သူ့ရဲ့အမျိုးနွယ်ကကာလာမဖြစ်လို့အာလာရကာလာမလို့ခေါ်တယ်သူကသမထကျင့်စဉ်ကိုသူကအဆင့်ခွန်ထိအောင်ဟောရောက်ပြီးသား
ဆင့်ခွန်တိအောင်ဆင့်ရှိတာမှာအဲ့ဒီခွန်တိအောင်သူကပေါရောက်တာဘုရားလောင်းကချင်းကပ်ပြီးတော့မေးတဲ့အခါမှာသူကပြောပြတယ်တကယ်သူတော်ကောင်းကြီးတွေသူတို့မှရှုပ်ဝက်ထားဆိုတာမရှိဘူးဗမာပြည်မှာတော့ဘိန်းတော်စေးလေးတောင်မှရှုပ်ဝက်ထားတယ်ပျောက်ရောဆေးမယ်တွေအကုန်ရွှေ့ဝက်တယ်နော်ဟိုဟာလေးရှုပ်ဝက်ဒါလေးရှုပ်ဝက်နဲ့ကြာတော့တေးရပါသွားရောမရှိတော့ကုန်ပြောက်ကုန်တယ်ပညာမရှုပ်ဝက်ဘူးကုန်ပြောပြတဲ့အခါကျဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကြည့်ဒီအဆင့်တွေဟာသူလည်းယုံကြည်ချက်ရှိလို့ကြိုးစားလို့တတိတွေစွမ်းအားတွေတမာရီစွမ်းအားတွေပညာစွမ်းအားတွေကောင်းလို့ရငါမှလည်းပဲဒါမျိုးတွေရှိရင်ရကိုရရမယ်ဟောဒါကြိုးပမ်းအထုတ်တဲ့အာဇာနည်စိတ်ဓာတ်လို့ခေါ်တယ်သူတောင်တတ်သေးတာပဲငါဘာလို့မတတ်ရမလဲငါလည်းလုပ်မယ်ဆိုပြီးကြိုးစားတာဘုရားလောင်းကမကြခင်ပဲတခဏအတွင်းမှာပဲသူရောက်တဲ့အဆင့်ကိုရောက်သွားလက်တွေ့လှုပ်ကြည့်တာလေလှုပ်ကြည့်တော့ရောက်သွားတဲ့အခါကျတော့သူ့ကိုသွားပြောတယ်ဆရာဒီအဆင့်ဒါပဲမဟုတ်လားလို့ဆိုဟာဟုတ်တယ်ဝမ်းသာလိုက်တာနော်သူသိတဲ့အဆင့်ကိုသိတော့လာတို့ဒီယောဂဂိုင်းကြီးကိုနှစ်ဦးပူးတွဲပြီးတော့ဆရာလောက်ကြရအောင်လို့ဖိတ်ခေါ်တယ်သူကဆရာလောက်ကြမယ်သင်္นานပို့ချကြမယ်ဆိုအဲ့ဒီမှာဘုရားလောင်းကသူရှာတာဒါမဟုတ်သေးဘူးဒီတဲ့အစင်းမျက်နှာကိုသူရှာခြင်းသူရှာတာကဘာတော့ဆိုရင်ဒီလူတွေဟာလူဘဝရလာပြီးတဲ့နောက်မှာအိုမင်းရင်းရော်ခြင်းသေဆုံးခြင်းဆိုတဲ့ဘောင်ကိုဘယ်သူမှကြော်လွှားပြီးတော့မသွားနိုင်ဘူးအဲ့ဒီလိုဖြစ်လာပြီးတဲ့နောက်ရပ်တည်ပြီးတော့သာဝရခိုင်မြဲတဲ့အရာများရှိသလားလို့ရှာတာပဲသူရှာတာအမတလို့ခေါ်တာမတည်တဲ့ဟာမပြောင်းလဲတဲ့ဓာတ်သဘောတွေရှိသလားလို့လိုက်ရှာမတွေ့ဘူးဒီကျင့်စဉ်ရဲ့လမ်းဆုံးကဗြဟ္မဘုံပဲဗြဟ္မဘုံဆိုတာကဘာပေါင်းများစွာရပ်တည်ပြီးတဲ့အခါသူလည်းသွားအောင်မှာပဲရပ်မနေဘူးမတည်ငြိမ်သေးဘူးဆိုတာသိတယ်ဒါကြောင့်မို့လက်မခံတော့ဘူးနောက်ဆရာတဦးစီသွားတယ်ဥဒကရာမဗုဒ္ဓအဲ့ဒီအချိန်မှာရာမဆိုတဲ့ဆရာကြီးကမရှိဘူးသူတပည့်လက်ထောက်တပည့်ကြံရစ်တယ်ရာမဆိုတဲ့ဆရာကြီးက80ထိအောင်ပေါက်သွားပြီသားသူကဒါပေမဲ့သူမရှိဘူးဘုရားလောင်းရောက်သွားတဲ့အခါကျတော့နီးစနစ်ပဲကျန်တော့တယ်ဥဒကစီချင်းကပ်ပြီးတော့မေးတဲ့အခါကျတော့ရာမဆရာကြီးရဲ့ပေါက်ရောက်မှု80ဟောပြောတယ်သူကဟောပြောလိုက်တဲ့အခါကျတော့ဘုရားလောင်းကခုနလိုပဲစဉ်းစားတယ်အေးရာမဆရာကြီးတာတတ္တဝီရိယတတိတမာတိပညာတွေရှိတာမဟုတ်ဘူးငါမှလည်းရှိတယ်ငါဟာတွေအစွမ်းမြင့်ပြီးတော့ငါကြိုးစားမယ်ငါကြိုးစားရင်သူတို့လူရလာမှာပဲဆိုအထုတ်တယ်မကြခင်မဲ့ရာမဆရာကြီးအဆင့်80ရောက်သွားတယ်ရောက်တော့သူတပည့်လက်ထောက်တပည့်ကြီးစီသွားပြီးတော့ဥဒကစီသွားပြောတဲ့အခါကျဥဒကကဝန္တာနုံတို့သူတော့မရောက်သေးဘူးအဲ့ဒီအဆင့်ကျင့်နှုံးပဲရှိသေးတယ်ဝန္တာလုံးအားကြီးလို့အရှင်ဘုရားဒီခိုင်းကြီးကိုဆရာလုပ်ပါခေါင်းဆောင်ပါသူဆရာရာမအဆင့်ကိုအရှင်ရောက်နေပြီဆိုပြီးတော့ဝန္တာအာရသူ့ကိုဖိတ်ခေါ်ပြီးတပည့်ခံအဲ့ဒီမှာလည်းပဲခုနကအမတ္တဓာတ်ဆိုတာကိုမရနိုင်သေးဘူးနောက်ဆုံးကြတော့သေဦးမှာပဲအဲ့ဒီနေရာလဲသင်္ကတတရားတွေဟာမြဲတာတခုမှမရှိသေးဘူးငါလိုချင်တာဒါမဟုတ်သေးဘူးဆိုလက်မခံမဲနဲ့နောက်ဆုံးမှာအဲ့ဒီခေတ်ကခေတ်စားနေတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲတဲ့အကျင့်တွေနဲ့များအမှန်တရားတွေ့မလားဆိုပြီးတော့လောက်တာဒုက္ခရစရိယာလို့ခေါ်တယ်ဒုက္ခစရိယာမဟုတ်ဘူးဒုက္ခရစရိယာဒုက္ခရဆိုတာလုံနိုင်ဖို့အမတန်ခက်တဲ့စရိယာအကျင့်တာမန်ပုဂ္ဂိုလ်တွေဟာစိတ်ပြတ်သွားမယ်ဒုက္ခမခံနိုင်ဘူးအဲ့ဒီအကျင့်ကိုကျင့်တာ6နှစ်နိဗ္ဗာန်ကအဲ့ဒီအကျင့်ကိုကျင့်တာလူတစ်ကိုယ်လုံးရုပ်ပြည့်စင်းပြည့်ဖြစ်ပြီးတော့ပိန်ချုံသွားသည့်ထီအောင်ကျင့်တယ်သို့တော့သူလိုချင်တဲ့လမ်းကြောင်းမပေါ်လာဘူးရှားမတွေ့ဘူးအဲ့တော့ဆိုလိုတာကဘုရားလောင်းဟာရှေ့ပိုင်းမှာဆရာတင်တယ်တင်ပေမဲ့လို့အဲ့ဒီဆရာတွေကသူလိုချင်တဲ့လမ်းကိုမပြနိုင်ကြဘူးနောက်ပိုင်းရောက်တဲ့အခါကျတော့သူစဉ်းစားလာတယ်တိယအညောမဲ့ကောဘောရာယငါသိကျင်တဲ့အသိဉာဏ်ရဖို့ရအတွက်ကဒီလမ်းကသွားလို့တော့မတွေ့ဘူးနောက်တလမ်းဖြစ်လိမ့်မယ်ဆိုပြီးတော့
ဝိပဿနာကျင့်စဉ်မဲ့ဥတည်တဲ့သမထလမ်းကြောင်းကိုရှာတွေ့သွားတယ်စဉ်းစားမိသွားတယ်ပေါ့စဉ်းစားမိသွားတဲ့အခါကျတော့ခန္ဓာကိုယ်ကကျမ်းမာရေးလွန်ထိခိုက်သွားပြီဒါကြောင့်မို့လို့အစာပြန်စားမယ်အစာပြန်စားတယ်အဲ့ဒီအချိန်မှာပင်စဝဂ္ဂီတွေအနာနာမှာရှိနေကြတယ်အစာလဲပြန်စားရောပင်စဝဂ္ဂီတွေကစိတ်ပြက်ပြီးတော့နေတော့ထွက်သွားကြနော်အစာမရေစာဖြတ်ပြီးတော့ကျင့်တဲ့အကျင့်ကိုအာဇာနည်လို့သတ်မှတ်တာအစာရေစာလဲပြန်စားရောပင်စဝဂ္ဂီတွေကဟာဂေါရမယဟန်ဟာအကျင့်တွေလျှော့လိုက်ပြီတို့မျောလင်းချက်ကြီးနဲ့စောင့်နေလို့အပိုပဲဆိုပြီးတော့မိဂရာကိုဗာရာဏသီဘက်ကိုထွက်သွားကြတာဆက်ရှိယူဇနာဝေးတဲ့ဘက်အဲ့ဒီအချိန်မှာဖះလောင်းဟာတူးတဲ့ပဲကြံရတယ်သူ့လမ်းကြောင်းကိုယ်ပိုင်လမ်းကြောင်းနဲ့ကိုယ်ပိုင်နည်းစနစ်ကိုယူပြီးတော့ကျင့်လိုက်တဲ့အခါကျတော့မှဟောဝိပဿနာကျင့်စဉ်တစ်ခုကိုတွေ့သွားတယ်ဒီမသေးဘူးဆိုတဲ့အမတ္တဓာတ်တွေ့ဖို့ရာအတွက်ဖြစ်ပြီးတော့ပြက်နေတဲ့အရာတွေကိုရှုမှတ်ပွားများပြီးအဲ့ဓာတွေကိုကြော်ကျင်လို့ရှိရင်ဘယ်အရာမှမမြဲဘူးဆိုတဲ့အသိသည်သာဝရမြဲတယ်ဆိုတာကိုတွေ့ဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ခံယူချက်ထားပြီးတော့ကျင့်လိုက်တဲ့အခါနောက်ဆုံးမှာဒါတွေလဲကြော်သွားရောသင်္ကတတရားတွေကိုကြော်သွားလိုက်တဲ့အခါအသင်္ကတဆိုတဲ့အမတ္တဓာတ်ကိုသွားတွေ့တယ်အဲ့ဒီမှာဖះငါလိုချင်တဲ့အဆင့်ကိုရောက်ပြီဆိုပြီးတော့သူကသူဖះလို့ကြေညာတော့တာဒီလိုပြောတာနော်ဒါအဆင့်တစ်ခုဆိုတာရှိတယ်လေသတ်မှတ်ထားတာဒါကြောင့်မို့လို့သမ္မာသမ္ဗုဒ္ဓအမှန်ကန်သိပြီကိုယ်ပိုင်ဉာဏ်နဲ့သိတယ်ကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ကြိုးစားအားထုတ်တယ်ဟုတ်ပြီသိစရာတွေကိုအကျဉ်းချုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီသိစရာတွေဟာအတ္တမထူးကဲတဲ့ဉာဏ်နဲ့မှသိနိုင်တယ်တာမန်ပညာဆိုတာလေးနဲ့မသိနိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့အဘိညာဉ်ထူးခြားတဲ့ဉာဏ်တွေနဲ့မှသိနိုင်တယ်လူတွေရဲ့သဘာဝလူတွေရထားတဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေဒါတွေကိုအသေးစိတ်သိတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိတယ်ဘယ်မှာချုပ်ငိမ့်သွားမယ်ဆိုတာသိတယ်ဒီလိုချုပ်ငိမ့်အောင်ဘာလုပ်ရမယ်ဆိုတာသိတယ်အဲ့ဒီလိုသိလာတော့မြတ်စွာဘုရားကတရားတွေကိုသိရင်ရှုထောင့်၄မျိုးကအမြဲတမ်းသိတယ်ရှုထောင့်၄မျိုးဆိုဒီမှာပိုင်းခြား၍သိရမယ်တရားကတစ်ခုဖယ်ရှားပြရမယ်တရားကတစ်ခုမျက်မှောက်ပြုရမယ်တရားကတစ်ခုတိုးပွားအောင်လုပ်ရမယ်တရားကတစ်ခုသူ့အလုံးနဲ့သူ့ဟာသူတရားဆိုတာအကုန်လုံးဖယ်ရမှာလည်းမဟုတ်ဘူးအကုန်လုံးမျက်မှောက်ပြုရမှာလည်းမဟုတ်ဘူးဒါကြောင့်မို့ပိုင်းပိုင်းခြားခြားသူ့ဟာသူကွဲကွဲပြားပြားသိတာပရိညေယဆိုတာပိုင်းခြားသိရမယ်တရားနော်ပါဟတ္တဗဆိုတာဖယ်ရှားရမယ်တရားသစ္စိကတ္တဗဆိုတာမျက်မှောက်ကိုယ်တိုင်တွေ့ရှိရမယ်တရားဘာဝေတ္တဗဆိုတာကိုယ်တဏ္ဍာမှာဖြစ်ပြီးတော့တိုးပွားလာအောင်လုပ်ရမယ်တရားလို့ဒီအစု၄စုရှုထောင့်၄ခုကနေပြီးတရားတွေကိုသိရှိနားလည်သွားတာအဲ့ဒါလို့သိသွားတဲ့အတွက်ကြောင့်သမ္မာသမ္ဗုဒ္ဓဒါတွေကိုကိုယ်တိုင်သိတာဘယ်ဆရာစီကမှနိခန္ဓာမဟုတ်ဘူးသူကိုယ်ပိုင်ဉာဏ်နဲ့သိတာလို့ဓမ္မစကြာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကလေပုပ္ပေအနန္တုတုတေတုဓမ္မေတုနော်ဘယ်တော့မှဘသူစီကမှမကြားခဲ့ဘူးတဲ့တရားတွေပေါ်မှာစက္ခုံဥဒ္ဒပါတိအမြင်မျက်စိတွေဖြစ်လာတယ်ဒီလိုဆိုလိုတာညာဏဥဒ္ဒပါတိအသိဉာဏ်တွေဖြစ်လာတယ်ဝိဇ္ဇာဥဒ္ဒပါတိနော်မှန်ကန်စွာသိမှုတွေဖြစ်လာတယ်ပညာဥဒ္ဒပါတိပိုင်ပိုင်ခြားခြားသိတဲ့အသိဉာဏ်တွေသူ့မှာရလာတယ်လို့လှုပ်လို့ရလာတာသူကသူဖြစ်လာတာမဟုတ်ဘူးကျင့်ကြံကြိုးကိုအားထုတ်လို့ဒီလိုအဆင့်တွေဖြစ်လာလို့ငါဟာဘုရားဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားကြည်ညာတာဖြစ်တယ်ပေါ့ကဲဥပမာလေးတစ်ခုနဲ့ကြည့်ကြရအောင်မြတ်စွာဘုရားကသမ္မာသမ္ဗုဒ္ဓလို့ဆိုတဲ့ဟာဘယ်လိုဟာကိုပြောလိုတာလဲလို့မေးလိုက်မယ်ဆိုရင်သိလို့လွဲအောင်ပရိစ္ဆသမုပ္ပါဒ်နဲ့ကြည့်ပရိစ္ဆသမုပ္ပါဒ်နဲ့ကြည့်လိုက်ဘုန်းကြီးတို့တွေခန္ဓာကိုယ်ရထားတယ်
အဲ့ဒီရထားတဲ့ခန္ဓာကိုယ်ကြီးဟာဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်တဖြည်းဖြည်းရင့်ပြီးတော့အိုးလာတယ်အဲ့ဒီရင့်ပြီးတော့အိုးလာတာကိုစရာလို့ခေါ်တာလူခန္ဓာကိုယ်မှမဟုတ်ဘူးအခုဒီပန်းပွင့်လေးတွေကစအကုန်လုံးမြင်သမျှတွေအားလုံးဟာရင့်လာတာရင့်လာတယ်ဟောင်းလာတယ်နွမ်းလာတယ်ဘယ်အရာပဲဖြစ်ဖြစ်ဟောင်းနွမ်းရင့်ရော်လာတယ်ဒါကိုစရာလို့ခေါ်တာပဲနောက်ဆုံးကြတော့ပျက်စီးသွားတယ်ဒါကိုမရဏလို့ခေါ်တာဟုတ်ပြီဘုန်းကြီးတို့အခုရင့်လာတယ်ကိုရထားတဲ့ခန္ဓာကိုယ်ကမျက်လုံးကလည်းပဲရင့်လာတယ်မှုံလာတယ်နားကလည်းရင့်လာတယ်ထိုင်းလာတယ်သွားတွေကလည်းကျိုးလာတယ်ခေါင်းကဆပ်ပြင်းတွေကလည်းဖြူလာတယ်လူရဲ့အင်အားတွေကလည်းဆုပ်ယုပ်လာတယ်ဟောစရာဟုတ်ပြီနောက်ဆုံးကြတော့အားတွေလည်းပြတ်အကုန်လုံးခြေမတန်နိုင်လက်မတန်နိုင်ဖြစ်ပြီးတော့အသက်နဲ့ကိုယ်နဲ့အိုးစားကွဲသွားတဲ့မရဏဆိုတာလားဒါဖြင့်ဒီစရာနဲ့မရဏဟာကအခုလို့ဆိုတာဘုန်းကြီးတို့တွေစရာမရဏရဲ့သဘောကိုသိသွားပြီအခုဒီဟာပိုင်းခြားပြီးတော့သိတယ်အေးဟုတ်တယ်ငါမှစရာရှိတယ်ငါမှမရဏတရားလည်းဖြစ်လာနိုင်မယ်သိခြင်းသဘောတရားလည်းငါမှရှိတယ်ဒီနှစ်ခုဟာသိเสียအနေနဲ့အခုသိလိုက်ပြီဟောဒါသိမှုကိုပရိညေယလို့ခေါ်တယ်ပိုင်းပိုင်းခြားခြားသိတာလက်ခံလိုက်ပြီဟုတ်တယ်ရှိတယ်ဒါဖြင့်ဒီစရာမရဏဟာဘာကြောင့်ဖြစ်တာလဲလို့ကြောင်းရှာရင်ဇာတိပစ္စယစရာမရငါမွေးလာလို့အိုတာပဲမမွေးရင်အိုမှာမဟုတ်ဘူးနော်ကလေးလေးတွေအခုမွေးလာကြတယ်မွေးလာပြီးတနေ့ငါလို့အိုမှာပဲဟောမွေးလို့အိုရတာမမွေးရင်အိုးကိုမအိုးဒီပန်းပွင့်လေးတွေဟာလည်းဘာလို့နွမ်းရတော့ပွင့်လာလို့နွမ်းတာမပွင့်မဲနေနွမ်းမှာမဟုတ်ဘူးလေအဲ့တော့ဇာတိပစ္စယစရာမရဏဆိုဒီနေရာမှာစရာနဲ့မရဏကဒုက္ခသစ္စာတဲ့ကျင့်납เสียမကောင်းတဲ့အမှန်တရားတစ်ခုပဲညင်းเสียမရှိဘူးမှန်တယ်လုံးဝမှန်တယ်ကျင့်납เสียကောင်းလားမကောင်းဘူးဒါကြောင့်မို့ဒုက္ခလို့ပြောတာနော်ဘာအနှစ်သာရရှိတော့စရာမရဏထဲမှာငါလို့ပြောเสียရှိလားမရှိဘူးငါဟာလို့ပြောเสียရှိလားမရှိဘူးသူ့ဘာသူအိုနေတာသူ့ဘာသူပြက်သွားတာဟောအဲ့ဒါဒုက္ခဒုဆိုတာစိတ်ပြည့်စရာကောင်းပြီးတော့ခဆိုတာဘာမှအနှစ်ရှာမရတဲ့အရာလို့ဆိုလို့တယ်ဘာမှအနှစ်ရှာမရဘူးခိုင်တာတခုမှမရှိဘူးဘာကြီးနဲ့ဥပမာတူတော့ဆိုရင်ဒီရေတွေထဲမှာဒီမြစ်ထဲမှာတခါတည်းရေမြုပ်ဆိုင်ကြီးတွေမျောလာတာရှိတယ်အဲ့ဒီရေမြုပ်ဆိုင်ကြီးတွေထဲမှာဘာတွေများပါတော့လို့လက်နဲ့မှွေကြည့်လိုက်ရှဲဆိုအကုန်လုံးကြေသွားပါလည်းမတွေ့ဘူးဘာမှမတွေ့ဘူးအဲ့ဒါလိုပဲအနှစ်ဆိုတာရှာလို့မရဘူးစရာမရဏဆိုတဲ့ထဲမှာအနှစ်ဆိုတာဘာတစ်ခုမှမကြံရဘူးအားလုံးဟာပြိုကွဲပြည့်စည်သွားတဲ့အရာအဲ့ဒါကြောင့်မို့လို့ဒုက္ခလို့ဒီလိုခေါ်တာနော်စားစရာမရှိလို့ညီးတဲ့ဒုက္ခကတစ်မျိုးနော်ပတ်စံမရှိလို့ဒုက္ခလို့ပေါ့အဲ့ဒီဒုက္ခတစ်မျိုးခေါင်းကိုက်လို့သွားကိုက်လို့ညီးတဲ့ဒုက္ခတစ်မျိုးအဲ့ဒါဒီစရမရဏဒုက္ခဆိုတာကျင့်납เสียမကောင်းဘာမှမရှိတဲ့အရာတစ်ခုဖြစ်တယ် emptiness ခေါ်တာပေါ့တုံညကြီးပဲဘာမှမရှိဘူးအနှစ်သာရကင်းမဲ့နေတဲ့တုံညသဘောတရားကြီးပဲဟုတ်ပြီဒီတုံညဆိုတာဒုက္ခဆိုတော့ဟုတ်ပြီဘယ်သူကလှုပ်လိုက်လို့ဖြစ်လာတာတုံးဆိုဇာတိပစ္စယစရမရဏလို့ဆိုတယ်မွေးလာတာသမုဒိယအကြောင်းတရားပဲမွေးလာခြင်းကသမုဒိယသစ္စာငါဇာတိမဖယ်လို့ရှိရင်စရမရဏကိုဖယ်လို့မရဘူးနော်ဇာတိဆိုတဲ့မွေးဖွားလာမှုကိုမယုတ်သိမ်းနိုင်မဲနဲ့စရမရဏဘယ်လိုယုတ်သိမ်းလို့မရဘူးဒါပေမဲ့ခုခေတ်တော့မအိုစေးပေါ်နေတယ်လို့ပြောတာဘာတော့လို့မေးကြည့်တော့မော်တော်ဆိုင်ကယ်စီးတာတဲ့ငယ်ငယ်နဲ့သေလို့ဒါပေမဲ့စရာသာယုတ်သိမ်းလို့ရကောင်းရမယ်မရဏကတော့ဘယ်ယုတ်သိမ်းလို့ရမှာနော်မရဏကတော့သွားတာပဲလေအဲ့တော့ဇာတိကသမုဒိယသစ္စာစရမရဏကဒုက္ခသစ္စာဟောဒါကိုယ်တိုင်သိနိုင်တဲ့အသိတွေပဲဒီလိုသိလိုက်တယ်ဒါဖြင့်និရောဓဆိုတာဘာပြောတာတုံးဆို
ဥပိ္ပဏအပ္ပောတိစရာမရဏလည်းမရှိတော့ဘူးဇာတိလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးကင်းပြတ်သွားခြင်းဟာဇာတိမရှိသည့်အတွက်ကြောင့်စရာမရဏမရှိဘူးအကြောင်းတရားမရှိသည့်အတွက်ကြောင့်ဒုက္ခဆိုတဲ့အကျိုးတရားလည်းမရှိဘူးဒီနှစ်ခုစလုံးချုပ်ဆုံးသွားတာဟာအမတ္တအပ္ပဒ္ဒဆိုတာဒီနှစ်ခုစလုံးမရှိတော့လို့ရှိရင်ဒုက္ခဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုဥပိ္ပဏအပ္ပောတိနိရောဓဒီနှစ်ခုမဖြစ်လို့ရှိရင်ဒါထာဝရချုပ်ငြိမ်းမှုပဲဖြစ်တယ်ဒါဖြင့်အဲ့ဒီနှစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီနိရောဓကိုရောက်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားသည်မဂ္ဂဒီအကျင့်လမ်းကြောင်းကနေသွားလို့ရှိရင်အဲ့ဒီနှစ်ခုစလုံးမဖြစ်တဲ့နေရာကိုတွေ့လိမ့်မယ်အဲ့ဒီနှစ်ခုမဖြစ်ဘူးစရာမရဏကိုပိုင်းခြားသိလိုက်ပြီဇာတိကိုလည်းဖယ်လိုက်ပြီဆိုလို့ရှိရင်တော့ဇာတိရောစရာမရဏရောနှစ်ခုစလုံးငြိမ်းသွားတာဟာနိရောဓဖယ်လိုက်နိုင်တဲ့လမ်းစဉ်ကမဂ္ဂလို့ဆိုသစ္စာလေးပါပဲဒီလိုသိတာကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်ဒီလိုတစ်ခုစီတစ်ခုစီသိသွားခါအဲ့ဒီမှာလည်းတခါဇာတိကရောသူ့ဘာသူဖြစ်တာလားသူ့ကိုအကြောင်းရှာလိုက်တဲ့ဇာတိမှာရောအနှစ်ရှိရလားမရှိဘူးဒါမို့ဇာတိကဒုက္ခအဲ့ဒီဒုက္ခဆိုတဲ့ဇာတိကိုဘယ်သူကထုတ်နေတာတုံးဆိုဘဝပစ္စယဇာတိကံတရားတွေကထုတ်နေတယ်ဆိုကံတရားတွေကဘဝကသမုဒိယသစ္စာအဲ့ဒီဥပိ္ပဏအပ္ပောတိဇာတိလည်းမဖြစ်ဘူးအကျိုးတရားလည်းမဖြစ်ဘူးအကြောင်းတရားဖြစ်တဲ့ဘဝလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးအကြောင်းရောအကျိုးရောနှစ်ခုစလုံးငြိမ်းသွားခြင်းသည်နိရောဓအဲ့ဒီငြိမ်းမှုကိုသိအောင်ကြိုးစားခြင်းသည်မဂ္ဂလို့ဒီလိုသွားတာတခါဘဝဆိုတာသိပြီအေးဘဝဆိုတာကျင့်တတ်เสียမကောင်းဘူးအနိတ္တရာမရှိဘူးတုံည emptiness အဲ့ဒါဟာဒုက္ခပဲဒီဒုက္ခကိုဘယ်သူကထုတ်နေတာတုံးလို့ကြည့်လိုက်တဲ့အခါဥပါဒါနပစ္စယဘောဥပါဒံကသမုဒိယသစ္စာဘဝကဒုက္ခသစ္စာဥပါဒံနဲ့ဘဝနှစ်ခုစလုံးချုပ်ငြိမ်းသွားတာကនិရောဓသစ္စာအဲ့ဒီလိုချုပ်ငြိမ်းအောင်ကျင့်စဉ်ကျင့်လို့အသိဉာဏ်ရလာတာကမဂ္ဂသစ္စာဒီလိုတရားတိုင်းကိုမြတ်စွာဘုရားကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အဲ့ဒီအသိဟာလည်းပဲလုံးဝမှန်ကန်တဲ့အသိဖြစ်တယ်ဒီလိုဆိုလိုတာအဲ့ဒါကိုပဲသမ္မာသမ္ဗုဒ္ဓလို့ခေါ်တာနော်ဒီလမ်းကဘယ်သွားတာတော့ဒီသစ်ပင်ရဲ့နာမည်ကဘာတော့ဆိုတာတဏှာဝကလှုပ်ဖို့အတွက်အဓိပ္ပာယ်မရှိဘူးလေအဲ့ဒီအသိတွေကအဲ့ဒါနဲ့မဆိုင်အခုလို့တဏှာဝကလှုပ်ဖို့အမှန်တရားကိုသိဖို့သိရမယ်အသိနဲ့ပတ်သက်လာလို့ရှိရင်ဆရာမရှိဘူးလို့မြတ်စွာဘုရားဒီလိုပြောတာနော်အဲ့ဒီတိုင်းပဲပရိစ္ဆေသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားရမယ်ဆင်ញင်စဉ်းစားလိုက်ဥပါဒံကိုဒုက္ခသစ္စာလို့ယူလို့ရှိရင်တဏှာပစ္စယဥပါဒံတဏှာသည်သမုဒိယသစ္စာဥပါဒံသည်ဒုက္ခသစ္စာနှစ်ခုစလုံးရဲ့မဖြစ်ရာသည်និရောဓသစ္စာအဲ့ဒီမဖြစ်ရာကိုသိစေနိုင်တဲ့အကျင့်တရားသည်မဂ္ဂသစ္စာဆိုပြီးတော့ဘယ်ထိအောင်သွားတော့အဝိဇ္ဇာထိအောင်သွားသင်္ခါရဆိုတဲ့ကံတရားတွေကဒုက္ခသစ္စာဘာကြောင့်ဒီဒုက္ခဖြစ်နေရတာတော့ဒီကံတရားတွေကရောကြည့်လိုက်လို့ရှိရင်ငါလို့ပြောเสียမပါဘူးငါဟာလို့ပြောเสียမပါသည့်အတွက်ကြောင့် emptiness တုံညဘာမှမရှိဘူးအနိတ္တရာမရှိလို့တုံညအဲ့ဒီတုံညဖြစ်နေတဲ့သင်္ခါရဆိုတဲ့ကံတရားတွေဟာဘသူကြောင့်ဖြစ်နေတာတော့ဆိုအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကသမုဒိယသစ္စာသင်္ခါရကဒုက္ခသစ္စာအဲ့ဒီနှစ်ခုလုံးမဖြစ်မှုကនិရောဓသစ္စာအဲ့ဒီမဖြစ်အောင်မဖြစ်ခြင်းကိုမဖြစ်တာကိုသိနိုင်တဲ့အသိဉာဏ်ကဘာမဂ္ဂသစ္စာလို့ပရိစ္ဆေသမုပ္ပါဒ်တစ်ခုလုံးဒီလိုတစ်ခုစီစဉ်းစားဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားတရားခတ်သိမ်းကိုသိတယ်ဆိုတာအဲ့ဒါကိုပြောတာနော်အာယရဏနဲ့ပတ်သက်ပြီးအနည်းငယ်လေးလမ်းကြောင်းပြောရမယ်ဆိုလို့ရှိရင်အာယတနာဆိုတာမျက်စိနာနာလျှာကာယမနဘုန်းကြီးတို့တဏ္ဍမှာရှိတယ်မျက်စိနာနာလျှာကာယမနဆိုတဲ့အတွင်းအာယတနာက6ခု
အစင်းအတန်အနတ်အရသာအထိတွေဓမ္မဆိုတာအပြင်အာယတနာ6ခုအလုံး12ခုအဲ့ဒီ12ခုတစ်ခုချင်းစဉ်းစားစက္ခုဆိုတဲ့မျက်စိဒီဒုက္ခသစ္စာဘာဖြစ်လို့ဒုက္ခလို့ပြောတာလဲလို့ဆိုရင်ကျင့်တတ်เสียမကောင်းဘူးမျက်စိဆိုတာလူကိုလည်းဒုက္ခပေးတယ်ငါလို့တွေးเสียထဲထဲမှာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးသဘာဝတရားတက်တက်မြတ်တာဖြစ်တော့ကြောင့် emptiness ပုံတုံညဒါကြောင့်မလို့ဒုက္ခအဲ့ဒီမျက်စိဆိုတဲ့ဒုက္ခဘာကြောင့်ဖြစ်လာတာလဲဆိုအတိတ်ဘဝကလိုချင်တဲ့တဏှာကြောင့်ဖြစ်လာတယ်အတိတ်ဘဝကကံနဲ့တွဲဖက်လာတဲ့တဏှာသည်သမုဒိယသစ္စာအဲ့ဒီတဏှာနဲ့မျက်စိဒီနှစ်ခုလုံးရဲ့လုံးဝချုပ်ငြိမ်းသွားတာကនិရောဓသစ္စာဥပိ္ပဏအပ္ပတ္တိနှစ်ခုစလုံးချုပ်ငြိမ်းသွားတာនិရောဓသစ္စာအဲ့ဒီချုပ်ငြိမ်းမှုကိုရောက်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားသည်မဂ္ဂသစ္စာဟောမျက်စိလေးနဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးပတ်သက်ပြီးဒီလိုခွဲတာနားနဲ့လည်းထို့တူပဲနှာခေါင်းနဲ့လည်းထို့တူပဲဆိုလိုတာကအကြောင်းနဲ့အကျိုးဒါကိုဆင်ခြင်သုံးသပ်တာပဲအဲ့ဒီလိုသိတဲ့အတိတွေကိုသိလို့မြတ်စွာဘုရားကိုသမ္မာသမ္ဗုဒ္ဓောအမှန်အကန်ကိုယ်ပိုင်ဉာဏ်ဖြင့်တရားဓမ္မမှန်သမျှကိုသိတော်မူတတ်တယ်လို့ဆိုတဲ့ဂုဏ်ကြီးနဲ့မြတ်စွာဘုရားကိုချီးမွမ်းချီးကျူးကြရတာဖြစ်တယ်အဲ့ဒီလိုချီးမွမ်းတာဟာတလောကလုံးကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်မျိုးသာလင်ဖြစ်တယ်ပေါ့မြတ်စွာဘုရားကသူ့ကိုယ်သူကြေညာလို့ဒီလိုဂုဏ်ကြီးမျိုးတက်လာတာမဟုတ်ဘူးအလုံးကိုယ်တိုင်ကိုကဣတိပိသောဘဂဝါသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောဒီလိုသိစရာတွေရှိတာတွေကိုအမှန်ကန်သိတာကိုဘယ်သူကလာစောရကတက်နိုင်တော့ဆိုဘယ်သူကမှစောရကမတက်နိုင်မြတ်စွာဘုရားအတိကိုလာပယ်ဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တွေလုံးဝမရှိဘူးအလုံးကစစ်ဆေးလေ့လာတဲ့ပညာရှိတွေမှန်သမျှဟာမြတ်စွာဘုရားဟောလိုက်တာနဲ့တပြိုင်နက်တပြည့်အဖြစ်ခံယူသွားကြတယ်အလုံးဟာသူတို့မသိတဲ့အသည့်တွေကိုမြတ်စွာဘုရားထုတ်ဖော်ပြီးတော့တတိမထားမိတဲ့အသည့်တွေကိုထုတ်ဖော်နိုင်တာဖြစ်သောကြောင့်အလုံးမြတ်စွာဘုရားရဲ့တပိတာဝကအဖြစ်ခံယူပြီးတော့လက်ဆုံမိုးရှိခိုးပြီးတော့သွားကြရတယ်ဒါကြောင့်မို့ဘုရားဆိုဒီမှာသမ္မာသမ္ဗုဒ္ဓဂုဏ်တော်နဲ့လည်းပြည့်စုံအောင်ဖြစ်တယ်အဲ့ဒါလို့အရေးချင်းနေရှိမှဘုရားဆိုတာဖြစ်တယ်လို့အလုံးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဗုဒ္ဓဂုဏ်ကိုအာယုပြုပြီးတော့မိမိတို့ရရှိထားတဲ့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောမှာလာတဲ့ဂုဏ်တစ်ခုစီရဲ့အနှစ်သာရကိုသိရှိနားလည်ပြီးတော့တရားတွေတိုးပွားလာအောင်တတိတွေတိုးပွားလာအောင်ပညာတွေတိုးပွားလာအောင်အကျဉ်းချင်းအထက်ထဆင်ញင်သုံးသပ်ခြင်းဖြင့်ဘုရားနုဒတိကမ္မထာကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖောလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်း၌
ဒုက္ခပင်ကသာစင်တဝရအေမြจินတာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရွှင်မြူဝမုံလူးလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သိမ့်ပြတ်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လန့်၍နေကြပါစေကုန်တည်း